ကျွန်တော်ဒီရှေ့ပိုင်းတော့နည်းနည်းမြင်ရတယ်ဗျဘုန်းနောက်ကိုကျွန်တော်ဘာမှမမြင်ရပါဘူးဒါလည်းကျွန်တော်ဗာပြောချင်တာလဲဆိုတော့ကျွန်တော်နိုင်ငံရဲ့ပြတ်ရုပ်တစ်ခုပါပဲစင်ပေါ်မှာရှိနေတဲ့ကျွန်တော်ကိုအားလုံးအောက်ကမြင်ရလိမ့်မယ်အပေါ်ကကျွန်တော်ကအောက်ကိုဘာမှမမြင်ရပါဘူးအဲ့ဒီအချိန်မှာအောက်ကဘာဖြစ်နေဆိုတော့အပေါ်ကဘာမှမသိနိုင်ပါဘူးအဲ့တော့ကျွန်တော်ကဗီဒီယိုဆရာကိုတော့နည်းနည်းအကူအညီတောင်းကြည့်ပါတယ်ဒါကြီးတစ်လုံးများဟိုဘက်လှည့်ပေးရင်ရမလားဆိုတော့ဆရာလည်းပဲသူ့ဟာသူချိန်ထားတယ်ဆိုတော့မရဘူးပြောပါတယ်မရဘူးပြောတဲ့အခါကျတော့လည်းဒီပဲမှောင်မဲမဲလေးတည်းမှာပဲကျွန်တော်နဲ့နိစက်တဲ့လူတွေလောက်ကိုပဲကျွန်တော်မြင်ရပြီးတော့ကျွန်တော်နဲ့ဝေးတဲ့အောက်ကသူတွေကိုကျွန်တော်မမြင်ရပါဘူးเนาะအဲ့ဒါဘာဖြစ်လဲဆိုတော့ကျွန်တော်ကြံဖန်ကျေးဇူးတင်ပါတယ်ဒီခေတ်ကတရုတ်ကိုလက်ကူမျိုးက performance အနေနဲ့ပြနေတယ်လို့ကျွန်တော်အဲ့ဒီလိုပဲတွေးကြံဖန်ကျေးဇူးတင်ပြီးတွေးမိပါတယ်ဒီလိုဖြစ်အောင်ဒီလိုတမင်တကာလှုပ်ထားတာပါလားပေါ့နော်ဒါခေတ်ကတရုတ်ကိုလက်ကူကနေပြီးတော့ဒါစပြီးတော့ဖော်ဆောင်ပေးတယ်လို့ကျွန်တော်ဒီလိုပဲထင်ပါတယ်ကျွန်တော်ပြည်သူများကိုဥစ္စာပထမတောင်းပန်နေတာကတော့ကျမ်းမာရေးနည်းနည်းကျွန်တော်ချွတ်တဲ့ပါတယ်ချွတ်တဲ့ဆိုတာဟောပြောပွဲတွေအဓိကသွားတာများပြီးတော့မင်းညကလည်းကျွန်တော်တို့ညနေပါတယ်ကောပြီးကျန်တဲ့ကျွန်တော်နဲ့ပြီးတော့ဒီနေ့ကူးလာတယ်ကူးလာပြီးတော့မနေ့ပြန်မနေ့အစောကြီးကြာကိုသားချုံနဲ့ကျွန်တော်နဲ့နှစ်ထိုးကြီးကိုသွားကြရရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဆရာချီဦးညိုနဲ့ဆရာအိုပီဂျေကိုတောင်းပန်ပြီးတော့ကျွန်တော်ရှေ့ဆုံးကတက်ပါတယ်တနာကြီးကျွန်တော်ဟောမှာပါအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့အခုကပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လည်းအသက်အရွယ်လည်းအရာတနေ့ကျမ်းမာရေးတွေလည်းနည်းနည်းချူချူချာချာဖြစ်ပြီဆိုတော့တည်ခြင်းတရားကိုတော့နည်းနည်းစဉ်းစားမိပါတယ်စဉ်းစားမိတယ်ဆိုတော့ကျွန်တော်တို့9ရက်နေ့တုန်းကမှတ်မှတ်ရကျွန်တော်9ရက်နေ့တုန်းကဆရာချေဦးညိုရဲ့ကျွန်တော်တို့ဘလူးကျွန်းဘက်ကိုရောက်နေပါတယ်အဲ့ဒီ9ရက်နေ့မှာပဲကျွန်တော်စီကိုတယ်လီဖုန်းဝင်လာပါတယ်ကျွန်တော်တို့နဲ့အင်တာရင်းနှီးချစ်ခင်တဲ့ကိုစောမျိုးထုတ်ရုပ်တဲ့ဆုံးသွားပြီဆိုတာဝင်လာပါတယ်ဝင်လာတော့ကျွန်တော်စိတ်ထဲမှာဘာသာတရိယာလဲဆိုတော့ဦးနုနဲ့နောက်ဆုံးကိုစောမျိုးထုတ်နဲ့ကျွန်တော်တို့တွေ့ခဲ့တာရှေ့အတိအကျကျွန်တော်မှတ်မိပါတယ်နိုဝင်ဘာ15ရက်နေ့နိုဝင်ဘာ15ရက်နေ့တုန်းကသူနဲ့ကျွန်တော်နဲ့တွေ့ခဲ့ပါသေးတယ်ဘာလို့ရက်ကိုမှတ်မိတာလဲဆိုတော့အဲ့နိုဝင်ဘာ15ရက်နေ့ဟာကျွန်တော်တကယ်ရင်ခင်မောင်တိုးဆုံးတာတစ်နှစ်ပြည့်တဲ့နေ့ပါအဲ့ဒီမှာကျွန်တော်တို့ကိုဇော်မျိုးထုတ်ကလည်းကိုခင်မောင်တိုးနဲ့ပတ်သက်တာလေးစင်မမနည်းနည်းပြောပါတယ်အဲ့တော့ကျွန်တော်လည်းနည်းနည်းစကားပြောခွင့်ရပါတယ်ကျွန်တော်တကယ်ရင်နဲ့ပတ်သက်တာလေးအဲ့တုန်းကပြောခဲ့တာလေးလည်းပြန်သတိရလို့ပါเนาะဒါလေးကျွန်တော်ပြန်ပြီးဖောက်သွဲချပြတယ်เนาะကျွန်တော်တို့ကဟောပြောဝဲတွေရှောက်သွားလာနေတဲ့အချိန်မှာကားပေါ်မှာဗျသူတို့ဖွင့်ပြတဲ့ဗီဒီယိုသူတို့ဖွင့်တဲ့တခြင်းပေါ့နော်ကျွန်တော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအမြဲနားထောင်ရပါတယ်အဲ့ဒီမှာများသောဖြင့်ကိုခင်မောင်တို့တခြင်းတွေသူဆုံးသွားတာတစ်နှစ်ပြည့်အခုဆိုရင်တစ်နှစ်ကျော်သွားပြီတော့နော်2လလောက်3လလောက်ကျော်သွားပြီဒါပေမဲ့ကျွန်တော်တို့အမြဲကြားနေရပါတယ်နောက်ကျွန်တော်တို့ရောက်တဲ့အရက်ဒေသတွေမှာလည်းခင်မောင်တို့တခြင်းတွေဖွင့်နေတာကြားရတယ်တချို့မြို့လေးတွေဆိုလို့ရှိရင်ကိုခင်မောင်တို့ပြည်သက်တွေကျွန်တော်နဲ့သူနဲ့တကယ်ချင်းဆိုပြီးတော့ကျွန်တော်စီလာပြီးတော့သူ့သတင်းတွေပါတယ်မေးကြမြန်းညအဲ့ဒါတွေလည်းကျွန်တော်တို့ကြုံရပါတယ်တွေ့ရပါတယ်အဲ့တော့ဘာသာစဉ်းစားမိတာလဲဆိုတော့ခင်မောင်တို့ဆုံးတာတစ်နှစ်ကျော်ပြီဒါပေမဲ့သူ့ပြည်သက်ရှင်ထဲမှာသူ့ပြည်သက်နှလုံးသားထဲမှာခင်မောင်တို့ကမပြောက်ပါဘူးခင်မောင်တို့အမှုပညာလည်းအခုထိရှိနေပါတယ်ဘယ်လောက်ကြာခိုင်မြဲမလဲဆိုတာနော်ပြိတ္တကနှလုံးသားထဲမှာခင်မောင်တို့ဘယ်လောက်ကြံ့မလဲဆိုတာသူ့နုပညာအင်အားဆုံးဖြတ်ပေးသွားပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်အဲ့ဒီနေ့ကအမှတ်မထင်ကျွန်တော်အဲ့ဒါလေးပြောပြပါတယ်ခင်မောင်တို့ဆုံးသွားပြီဒါပေမဲ့ခင်မောင်တို့နုပညာလုံးဝမပြောက်သေးတဲ့အတွက်လူသေးပြီးတော့နာမည်မသေးတဲ့နုပညာရှင်တယောက်ကျွန်တော်ပြောပြပါတယ်အဲ့ဒီမှာကျွန်တော်တို့ကထင်ထင်ရှားရှားပြောလို့ရလို့အမှုပညာတွေနိုင်ငံရေးသမားတွေဥပမာကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဆိုလို့ရှိရင်ပြန်တော့ကောင်းတဲ့ဥပမာဆိုရင်ဘုရားအောင်ဆန်းကွယ်လွန်သွားတာနှစ်ပေါင်းများစွာကြာပေမဲ့ကျွန်တော်တို့ပြည်သူတွေရဲ့နှလုံးသားထဲမှာဘုရားအောင်ဆန်းရှိနေတော့ဒီလိုပဲရိုက်ပါကောင်းကျိုးစောစောကလည်းဥက္ကဋ္ဌကြီးပြောသားသလိုပရဟိတကိစ္စလုပ်တဲ့သူတွေပရဟိတလုပ်ငန်းလုပ်တဲ့သူအများကျိုးလုပ်တဲ့သူတွေဟာကြံရစ်ခဲ့တဲ့လူတွေရဲ့နှလုံးသားထဲမှာရင်ထဲမှာဘယ်တော့မှမမေ့စေရကြံခဲ့တတ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ကတွေ့ပြီးတော့လောကမှာနော်ကျွန်တော်လူ3မျိုးစဉ်းစားလို့ရတယ်တစ်မျိုးကလူသေသွားတယ်
သူတို့နာမည်မသိပါဘူးဒါတစ်မျိုးပါဒါရှင်းရှင်းလေးပါတော်တော်များများလဲဒါအကုန်လုံးသိပြီးသားပါနောက်ဒုတိယတစ်မျိုးကလူကတော့မသိသေးဘူးနော်အကောင်ကြီးပဲဒါပေမဲ့နာမည်မရှိတော့ဘူးအဲ့လိုလေးဆိုရင်ပို့ပြီးအဆင်ပြေတော့ဗျာမြင်ရတယ်ပဲအဲ့လိုဆိုရင်ဟုတ်ကဲ့ပါအဲ့တော့နံပါတ်2လူမျိုးอ่ะဗျာဟိုလူကမသိဘူးအကောင်ကြီးပဲဒါပေမဲ့နာမည်မရှိတော့ဘူးတည်သွားပြီဒါ2မျိုးနောက်တတိယတစ်မျိုးကဒုတိယတစ်မျိုးနဲ့တော့တူတယ်ဒါပေမဲ့ဒုတိယတစ်မျိုးတဲ့သူကဆိုးတယ်နောက်ဒုတိယတစ်မျိုးလိုပဲလူကအကောင်ပကတိပဲမသိသေးဘူးနာမည်ပျောက်သွားပြီနာမည်မရှိတော့ဘူးဒါဒုတိယလုံးနဲ့အတူတူအဲ့ဒီနောက် तू ကဘာဖို့ဆိုးလဲဆိုတော့ပရိသတ်ဓမ္မမို့လို့ရှိရင်ကြံရစ်ခဲ့တဲ့ပြည်သူတွေကဝိုင်းပြီးတော့မေတ္တာပို့ခံရတဲ့သူမျိုးဒီလူကြီးနဲ့ကုရတိဘာလို့မတည်သေးတာလဲဆိုပြီးတော့မေတ္တာပို့ခံရတဲ့လူမျိုးရှိတယ်အဲ့တော့3မျိုးဖြစ်သွားတယ်အဲ့တော့အဲ့ဒီ3မျိုးဘာလို့ကွာတာလဲဆိုတော့တခါထပ်စဉ်းစားကြည့်လို့ရှိရင်အဲ့ဒီ3မျိုးပါဗျာ तू ရခဲ့တဲ့နေရာ तू သိမ့်ပက်ခဲ့တယ်ပေါ့နော် तू ယူထားတဲ့ तू စင်ပေါ့အဲ့ဒီအပေါ်မှာမူတည်သွားတယ်ဗျာဥပမာကျွန်တော်တို့လူပညာသမားတွေဆိုလို့ရှိရင်ကျွန်တော်တို့ပြိတ္တပေးတဲ့နေရာမှာကျွန်တော်ရက်တည်ပါတယ်ဒီလိုဟောပြောပွဲထားလိုက်ပါတော့နော်စင်လို့နေရာလို့ကျွန်တော်ပြောတာဟောပြောပွဲကျွန်တော်တို့ဆိုင်ဆရာဟောပြောပွဲဟာလဲကူကျွန်တော်လိုက်ပြစေကျွန်တော်ပြောလို့မရဘူးလဲကူကပြိတ္တကကျွန်တော်နေရာပေးမှဒီစင်မောတင်ပေးမှကျွန်တော်တက်လာလို့ရတယ်ဥပမာဘယ်မျိုးပဲဖြစ်ဖြစ်ကျွန်တော်လိုက်ပြစေဗျာကျွန်တော်စိတ်နဲ့ကျွန်တော်လိုက်ပါမယ်ကျွန်တော်ပြောလို့မရဘူးပြိတ္တကသူပေးတဲ့နေရာကိုပဲကျွန်တော်တို့ရအဲ့တော့နုပညာသမားနိုင်ငံရေးသမားနော်အများအတွက်လှုပ်လှုပ်တဲ့သူဟာပြိတ္တကသူတို့ကိုထိုက်တဲ့လျော်ကန်တဲ့နေရာကိုပေးတတ်ပါအဲ့ဒီနေရာမျိုးရတဲ့လူမျိုးဟာနာမည်ဘယ်တော့မှမသိပါဘူးလူသိသွားရင်တော့မှအဲ့ဒီပြိတ္တပေးတဲ့နေရာရထားတဲ့သူဟာနာမည်ဘယ်တော့မှမသိနိုင်ပါဘူးဒါပထမလူမျိုးပါဒုတိယလူမျိုးကြတော့ तू ကဆိုတော့ကျွန်တော်ပြောပြီးလို့နော်လူမသိသေးဘူးနာမည်သိသွားပြီဘာဖြစ်လို့လဲဆိုတော့ तू ရထားတဲ့နေရာဟာ तू တော်လို့ပြိတ္တကပေးလို့ရတဲ့နေရာမဟုတ်ဘူးဘယ်လိုနေရာမျိုး तू ရတယ်ဆိုတော့ तू ကံကောင်းလို့ကျွန်တော်ဗုဒ္ဓဘာသာအနေနဲ့ဆိုရင်ကုသကံနေကောင်းနေတဲ့အချိန်မှာ तू နေရာတစ်ခုကို तू ရလိုက်တယ်အဘေးရင်စကားနဲ့ပြောရင် तू စမ်းနေလိုက်တယ်နော်ကောင်းနေတဲ့အချိန်မှာအဲ့အချိန်မှာ तू နေရာတစ်ခုကိုရလိုက်တယ်အဲ့ဒီစမ်းမိတ်သွားတဲ့အချိန်ကုသတရားကုန်သွားတဲ့အချိန်မှာအဲ့နေရာကပျောက်သွားတယ်သူ့နာမည်ကိုပြိတ္တကမသိတော့မမှတ်မိတော့လူကတော့အကောင်းကြီးဒါဒုတိယလူမျိုးတတိယလူမျိုးကြတော့သူယူတဲ့နေရာဟာအမှန်တန်ဆိုးပါတယ်သူကစောစောကလို့ပြိတ္တကပေးတာလည်းမဟုတ်ဘူးပြည်သူကပေးတာလည်းမဟုတ်ဘူးစမ်းကြောင့်ကံကြောင့်ရတာလည်းမဟုတ်ဘူးအဲ့ဒီနေရာတစ်ခုကိုမရအောင်သူများကိုဒုက္ခပေးပြီးတော့အတင်းအဓမ္မသိမ့်ပိတ်ထားတဲ့လူမျိုးအဲ့လူမျိုးဆိုရင်ပြိတ္တကမသိသေးဘူးလားမသိသေးဘူးလားခဏမြတ်တာပို့ခံရတတ်ကျွန်တော်ဘာလို့ဒါကိုပြောတာလဲဆိုတော့နော်သိချင်းတဲ့နဲ့ပတ်သက်ပြီးစဉ်းစားရင်လောကမှာလူတွေရဲ့တမိုင်းကြောင်းဟာအဲ့လိုသူလုတ်ခဲ့တဲ့အလုပ်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တမိုင်းနေကွဲပြားပြီးတော့နေတတ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဟောပြောဖို့ခေါင်းစဉ်ပေးခဲ့တာငှက်တွေ့တမိုင်းဆိုတဲ့ခေါင်းစဉ်ကျွန်တော်ပေးခဲ့ပါတယ်ဒါလေးကိုကျွန်တော်ဘာလို့ပေးလဲဆိုတော့အဲ့ဒီစကားလုံးလေးဟာကျွန်တော်ကြပြတပုတ်သေးကပါတဲ့စာသားပါစကားလုံးမှာကျွန်တော်ဒီအခမ်းအနားမူလေးဖတ်တဲ့အထက်မှာတော့ကျွန်တော်ဒါထည့်ရေးမထားပါဘူးကျွန်တော်အခုနောက်အသစ်ထဲမှာတော့ကျွန်တော်ထည့်ရေးထားပါတယ်အော်တိုဘာလလောက်တုန်းကပြီးခဲ့တဲ့အော်တိုဘာလလောက်တုန်းကကျွန်တော်ယူရီးယားမှာဘန်ကောက်မှာပေါ့နော်အာဆီယံကဗျာစုကျွန်တော်သွားယူရပါတယ်သွားယူရတယ်ဆိုတော့ကျွန်တော်ဘာလို့ဒီကိစ္စကိုပြောတာလဲဆိုတော့ဒီကဗျာနဲ့ပတ်သက်လို့ပါကျွန်တော်တို့အဲ့အာဆီယံကဗျာစုအတွက်ရွေးတာကတနိုင်ငံကိုကဗျာဆရာတယောက်10နိုင်ငံကကဗျာဆရာတွေရွေးပေးပါတယ်အဲ့နိုင်ငံကရွေးပေးလိုက်တိုင်းဟိုကနေပြီးတော့အဲ့ဒီစုကိုမပေးပါဘူးကျွန်တော်တို့ကြပြတွေကနေပြီးတော့ကြိုက်တဲ့ကြပြ2ပုတ်ကိုအင်္ဂလိပ်လိုပြန်ပြီးတော့အဲ့ဒီအဖွဲကိုကျွန်တော်တို့ကတင်ပြရပါတယ်အဲ့တင်ပြတဲ့အချိန်မှာအဲ့ဒီကြပြကိုစစ်ပြီးတော့မှသူတို့လက်ခံနဲ့ကြိုက်တယ်ဆိုရင်အဲ့ဒီစုကိုသူတို့ရှင်းမြင်ပါတယ်အဲ့တော့အဲ့ဒီ10နိုင်ငံကကြပြဆရာ10ယောက်ကကြပြတယောက်2ပုတ်ဆိုတော့အပုံ20ကိုကျွန်တော်တို့မိခင်ဘာသာစကားနဲ့တစ်မျိုးအင်္ဂလိပ်လိုတစ်မျိုးရိုက်ပြီးတော့စောက်ကလေးတွေထုတ်ဝေးပါတယ်အခမ်းအနားမှာစောက်ကလေးတွေဝေးပါတယ်အခမ်းအနား6ရက်တိတိကျင်းပပါတယ်အဲ့ဒီ6ရက်မှာဝေးပြီးတော့4ရက်မြောက်နေ့လောက်မှာအဲ့ဒီဘန်ကောက်မှာနာမည်ကြီးဆုံးသတင်းစာ2ဆောင်နဲ့ကတစ်ဆောင်ဖြစ်တဲ့ Nation သတင်းစာကကျွန်တော်စီကိုဆက်သွယ်လာပါတယ်အင်တာဗျူးလုပ်ချင်လို့ပါတယ်ဆိုတော့ကျွန်တော်ကပထမတော့ဒီကဗျာစာ10ယောက်လုံးအင်တာဗျူးလုပ်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့သူ
သူကျွန်တော်တယောက်တည်းပဲအင်တာဗျူးလုပ်ပါတယ်အဲ့တော့ကျွန်တော်ကမေးကြည့်တယ်ဘာလို့ကျွန်တော်တယောက်တည်းကိုရွေးပြီးတော့အင်တာဗျူးလုပ်တာလဲလို့မေးတော့သူပြောတဲ့အဖြေကအဲ့ဒီကျွန်တော်ပို့လိုက်တဲ့ဘာသာပြန်ပြီးပို့လိုက်တဲ့ကြပြနှစ်ပုတ်ထဲမှာအခုကျွန်တော်ပြောမဲ့ငှက်တို့တေးဆိုတဲ့ကြပြလေးပါပါတယ်အဲ့ဒီကြပြကိုဖတ်ပြီးတော့တဲ့အဲ့ဒီကြပြဟာမင်းတို့နိုင်ငံရေးသမိုင်းကြောင်းနဲ့ဆက်ဆက်ပြီးတော့တွေးလို့ရလို့အဲ့ဒီကြပြနဲ့ပတ်သက်ပြီးအင်တာဗျူးလုပ်ချင်လို့ပါဆိုပြီးတော့ကျွန်တော်အင်တာဗျူးလာလုပ်ပါတယ်ဟောဒါဒီကြပြလေးနဲ့ပတ်သက်တဲ့သမိုင်းကြောင်းကျွန်တော်အရင်ရှင်းပြတာပါเนาะအဲ့တော့ကျွန်တော်ကရေးတဲ့ကြပြကเนาะကျွန်တော်ခန်းစားချက်ကရိုးရိုးလေးပါကျွန်တော်တို့နှစ်ပေါင်းများစွာเนาะမနေခြင်းနဲ့မှောင်မဲနေတဲ့တောအုပ်ကြီးတွေမှာနေရတဲ့ငှက်တွေအဲ့ဒီငှက်တွေအဲ့ဒီတောမှာမနေခြင်းတော့တဲ့အခါမှာတတိကောင်းတဲ့ငှက်တကောင်ကငါတို့တောပြောင်းမယ်တောအစ်စ်တစ်ခုကိုရှာကြရအောင်အဲ့တော့ဟိုးရှေ့မှာเนาะတောအစ်စ်အဲ့တောကိုငါတို့သွားကြရအောင်လို့ပြောတော့ကျန်တဲ့ငှက်တွေတော်တော်များများကြောက်တယ်မလိုက်ရဘူးမသွားနဲ့အဲ့တောကိုသွားရင်မဲ့အတွက်အန်ရည်များတယ်ရှေ့မှာမုံတိုင်းတွေရောတောမီတွေကိုဝိုင်းတာပဲမသွားပါနဲ့လို့ပြောတာအဲ့တော့ကျွန်တော်ကငှက်ဆိုတာပြန်ရင်သိရတဲ့သဘောရှိတယ်အဲ့တော့မနေသေးမနေတိုက်တဲ့မှောင်မဲနေတဲ့တောအုပ်မှာတော့ဒီတိုင်းအသေးခံပြီးမနေစေချင်ဘူးအဲ့ဒီတတိကောင်းတဲ့ငှက်တကောင်ပြောတဲ့တောအစ်စ်ကိုသွားကြရအောင်ဆိုတဲ့သဘောကျွန်တော်ရေးပါတယ်အဲ့တော့အင်တာဗျူးလုပ်တဲ့လူကကျွန်တော်တို့စေအုပ်ချုပ်ရေးအောင်မှာ250နေရတဲ့တောအဟောင်းကနေပြီးတော့ဒီမိုကရေစီတောအုပ်ကိုပြန်ရအောင်လို့အဲ့ဒီငှက်တွေခေါ်နေတယ်လို့သူ့စိတ်ထဲမှာခံစားပြီးကျွန်တော်ကိုအင်တာဗျူးလုပ်ပါတယ်ဟောတော့ကျွန်တော်ဗာပြောချင်တာလဲဆိုတော့ကြပြာဟာနော်ကျွန်တော်တို့ကာလနဲ့ဒေတာကိုဖြတ်ကျော်ပြီးတော့ကျွန်တော်နိုင်ငံမှာရေးတဲ့ကျွန်တော်ကြပြာဟာအဲ့ဒီထိုင်းနိုင်ငံမှာရှိတဲ့ကြပြာဆရာခံစားလို့ရပါတယ်နော်အဲ့ဒီကြပြာလေးကိုကျွန်တော်အရင်စပြီးရွတ်ကြည့်ပါမယ်နားထောင်ကြည့်ပါခေါင်းစဉ်ကငှက်တို့တေးတဲ့ပထမတစ်ပိုင်းမှာစောစောဟာလိုပဲသူကအဲ့ဒီကိုသွားမယ်ဆိုတော့မသွားပါနဲ့ကွာဆိုပြီးကြောက်တဲ့ငှက်တွေကိုအဲ့ဒီငှက်ကဘာပြန်ပြောတာလဲဆိုတဲ့အပိုက်ကလေးနဲ့ကျွန်တော်စပါတယ်မလိုက်ရဲရင်တော့အပိုက်ထဲမှာပဲကြံငှက်လေငါတော့သွားမှာပဲတဲ့မင်းတို့မလိုက်ရဲရင်လေအဲ့တော့ဟောအတိုက်ထဲမှာပဲမင်းတို့ကြံခဲ့ပြီတော့မလိုက်ရဲရင်တော့အတိုက်ထဲမှာပဲကြံခဲ့လေတနေ့နီးမှပေါ့ရှစ်ခရီးမျောမှန်တင်းမှန်ကွနှစ်ဆိုတာကပြန်ရင်သေးငါကတော့နော်တနေ့ရောက်မယ်ဆိုတဲ့စိတ်နဲ့သိရင်သိပါသေးအဲ့တော့ကိုပြန်ပါပဲတဲ့ပြီးတော့မှသူဆက်ပြောတယ်မင်းတို့ပြောသလိုပဲအန်ရည်များတာမှန်တယ်တဲ့ကစုံဆိုင်တယ်လို့ပေါ့မုံတိုင်းကရှေ့မှာမှွေတောမီတွေကရှေ့မှာဝိုင်းအဲ့လောက်အန်ရည်ဘလောက်များငါဘာလို့အဲ့ဒီတောကိုရောက်ချင်တယ်ဆိုရင်တဲ့ငါသွားမဲ့ရောက်ချင်တဲ့တောအသက်ဟာအခုမင်းတို့နေနေတဲ့ရှိနေတဲ့မှောင်မိုက်နေတဲ့တောအဟောင်းနဲ့ဘာတွေကွာလဲဆိုတာငါပြောပြမယ်နားထောင်နဲ့ရှင်သေးကမျက်မစားငါရောက်ချင်တဲ့တောအသက်မှာရှိတဲ့ရှင်သေးဘယ်ရှင်သေးမှာမျက်မစားဘူးပြောချင်တာတောအဟောင်းကရှင်သေးတွေအကုန်လုံးမျက်စားတဲ့သဘောပေါ့နော်ဒါလေးကိုစန့်ကျင်ပြီးတွေးကြည့်ပါရှင်သေးကမျက်မစားကြားကကြွက်မချောဖွတ်တွေကမိချောင်းလိုမနေငါရောက်ချင်တဲ့တောအုပ်မှာဖွတ်တွေကဖွတ်လိုပဲနေတယ်မိချောင်းလိုမနေဘူးတဲ့မင်းတို့တောအဟောင်းကဖွတ်တွေမိချောင်းလိုနေတယ်အဲ့တော့ဖွတ်မိချောင်းဖြစ်တော့မျက်မချမ်းသာဘူးပေါ့ဗျာအဲ့တောအုပ်လည်းမချမ်းသာဘူးပေါ့ဖွတ်တွေကမိချောင်းလိုမနေတဲ့ပြီးတော့မှ तू ကငါရောက်ချင်တဲ့အဲ့ဒီတောအုပ်မှာဘယ်လိုဖြစ်နေလဲဆိုတော့ငါနောက်ဆုံးပြောပြမယ်တဲ့ဖွတ်တွေကမိချောင်းလိုမနေအိုးဝေတွန်တန်နှောလေတဲ့စိမ့်မြညိုဟိုတောစီတို့အမောခံဇောမန်တင်ပြန်ရင်သိခရီးဆက်မယ်တဲ့အဲ့ဒါငှက်တို့ရဲ့သမိုင်းပြောချင်လားငါရောက်ချင်တဲ့တောအသက်မှာရှိတဲ့ဒေါင်းတွေဟာအကုန်ကဒေါင်းတွေပဲအိုးဝေဆိုမြည်ပြီးတော့ဒေါင်းတွေကနေကြလိမ့်မယ်အဲ့တော့ဒီမှာဒေါင်းတွေရဲ့သဘာဝတစ်ခုပြောပါမယ်ဒေါင်းဟာအန္တရာယ်များရင်မှောင်နေတဲ့အချိန်မှာဘယ်ဒေါင်းမှကဒေါင်းမဖြစ်နိုင်ပါဘူးအကုန်လုံးခွတ်ဒေါင်းနေကြီးပါပဲသူ့အန္တရာယ်နဲ့သူ့ကိုယ်သူကာကွယ်ဖို့ခွတ်ဒေါင်းနေဖြစ်နေတတ်ပါတယ်အဲ့ဒီအလင်းအောင်ရတဲ့အချိန်ตาရတဲ့အချိန်မှာပဲဒေါင်းနေဟာ
အိုးဝေလို့မြည်ပြီးကတ်တပ်ပြောချင်တာငင်းငင်းချမ်းချမ်းတာတာရာရှိတဲ့တောအစ်စ်တစ်ခုကိုတွားခြင်းနဲ့ငှက်တကောင်အဲ့တော့ဒီမှာကျွန်တော်ဆက်ပြီးတော့ဒါလေးနဲ့ဆက်ပြီးတော့ကျွန်တော်ဗာပြောချင်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကအခုချိန်မှာဘယ်လိုအခြေအနေမျိုးရှောက်နေပြီလဲကျွန်တော်တို့နှစ်90လုံးလုံးကတော့ဘာမှပြောကြမလို့အားလုံးသိပြီးသားကျွန်တော်တို့အကုန်လုံးကမှောင်မဲပိတ်တဲ့တကယ်ကြောင်ပိတ်ပြီးတော့ခံထားရတဲ့သူတွေကြီးပဲเนาะကျွန်တော်တို့အကြောက်တရားတွေနဲ့အကုန်လုံးเนาะအကုန်ဒီတောအဟောင်းရဲ့သဘောတဘာဝအလျောက်မှောင်မဲနေလိမ့်မယ်အခုကျွန်တော်ရောက်ချင်တဲ့တောအစ်စ်ဆိုတာကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာလည်းပဲကျွန်တော်တို့ရောက်ချင်တဲ့တောအစ်စ်ဟာဘယ်လိုနေရာမျိုးလဲအဲ့ဒါလေးကိုနည်းနည်းပြန်ပြီးတော့နော်သိပြီးသားသူတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်ထပ်ပြီးတော့ remind လုပ်တဲ့အနေနဲ့ပြောပါမယ်အဲ့ပြောတဲ့အခါမှာကျွန်တော်တို့နိုင်ငံရဲ့သမိုင်းဟာအရှည်ကြီးပါเนาะအရှည်ကြီးကျွန်တော်မပြောဖို့အချိန်မရပါဘူးကျွန်တော်လွတ်လပ်ရေးကစပြီးတော့ကျွန်တော်နည်းနည်းပြောကြည့်ပါမယ်အဲ့တော့လွတ်လပ်ရေးလို့ပြောလို့ရှိရင်အားလုံးသိတယ်ကျွန်တော်တို့1948ခုတောင်းဇန်နဝါရီလ4ရက်နေ့မှာလွတ်လပ်ရေးရတယ်ဒါပေမဲ့အဲ့လွတ်လပ်ရေးနေ့မှာဘာတွေလုပ်ခဲ့သလဲဆိုတာလေးကိုဒီနေရာလေးမှာကျွန်တော်မိမောင်းထုတ်ပြပါမယ်အဲ့ဒီနေ့ကျွန်တော်တို့လွတ်လပ်ရေးရတယ်အဲ့လွတ်လပ်ရေးရတဲ့နေ့မှာလွတ်လပ်ရေးကြီးညာစရန်ဆိုတာကိုနိုင်ငံတော်သမ္မတနဲ့တကွဝင်းကြီးချုပ်နဲ့တကွဝင်းကြီးဖွဲ့ဆိုအဖွဲ့ဝင်အားလုံးအဲ့ဒီအခမ်းအနားမှာသူတို့လွတ်လပ်ရေးကြီးညာစရန်ကိုဖတ်ကြပါလွတ်လပ်ရေးကြီးညာစရန်ဖတ်ပြီးတဲ့အချိန်မှာနောက်တစ်ခုဘာထပ်လုပ်လဲဆိုတော့သစ္စာဒိဋ္ဌံ6ချက်ကိုနိုင်ငံတော်သမ္မတဝင်းကြီးချုပ်နဲ့ဆိုအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေသစ္စာဒိဋ္ဌံ6ချက်သူတို့သစ္စာဆိုပါတယ်အဲ့သစ္စာဆိုပြီးတော့မှအဲ့ဒီအဖွဲ့ဟာဘယ်ကိုရောက်လာလဲဆိုတော့ကျွန်တော်တို့ဒီနေ့စုလေဖျားနားမှာရှိတဲ့ဗန္ဓုလပန်းညာနေကဗိုလ်ချုပ်ကြောက်တိုင်အဲ့ဒီဗိုလ်ချုပ်ကြောက်တိုင်ကိုဗိုလ်ချုပ်ကြောက်တိုင် sorry ကျွန်တော်လွတ်လပ်ရေးကြောက်တိုင်လွတ်လပ်ရေးကြောက်တိုင်ကိုအုံမြစ်ချဖို့ခန္ဓာသူတို့သွားကြပါတယ်အဲ့လွတ်လပ်ရေးကြောက်တိုင်အုံမြစ်ချတဲ့ခန္ဓာမှာဝင်းကြီးချုပ်ဦးနုမိန်ကုန်းပြောပါတယ်ပြီးတော့မှအဲ့လွတ်လပ်ရေးကြောက်တိုင်ပေါ်မှာစောစောကလွတ်လပ်ရေးကျင်းညာစရန်ရဲ့အပိုက်9ကိုရေးထိုးပါတယ်ဒါအကြမ်းမြင်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာပထမဆုံးစာမျက်နှာသစ်စဖွင့်လိုက်တဲ့မြန်မာနိုင်ငံရဲ့သမိုင်းမှာအဲ့တော့ဒီနေ့ကျွန်တော်တို့နော်သိပြီးသားသူတွေထပ်သိအောင်မသိသေးတဲ့သူတွေလည်းပဲသိခွင့်ရအောင်အဲ့ဒီနေ့တုန်းကသစ္စာဒိဋ္ဌံ6ချက်ဘာတွေလဲဆိုတော့ကျွန်တော်စာပြထဲမှာကြည့်ပြီးပြောပါမယ်ကျွန်တော်မှားသွားမှာဆိုလို့နော်ကျွန်တော်အဲ့လိုပြောပါမယ်ပြီးတော့အဓိကကျွန်တော်ကဒီ6ချက်ကိုဘာလို့ပြောတာလဲဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့ဇန်နဝါရီ4ရက်နေ့ကကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရခဲ့တာ66နှစ်တင်းတင်းပြည့်ပါပြီ66နှစ်နိုင်ငံတော်လွတ်လပ်ရေးရပြီးတော့တိုင်းပြည်က66နှစ်လွတ်လပ်ရေးရပြီးတော့ကျွန်တော်တို့ပြည်သူပြည်သားတွေဘယ်လောက်လွတ်လပ်ခွင့်ရှိလဲသူတို့ဆိုခဲ့တဲ့သစ္စာဒိဋ္ဌံ6ချက်ပါတဲ့အချက်တွေကိုကျွန်တော်တို့ပြည်သူတွေဘယ်လောက်ခံစားခွင့်ရခဲ့တယ်လဲအဲ့ဒါလေးကိုချင့်ချိန်ပြီးတော့တွေးတောလို့ရအောင်ကျွန်တော်အဲ့ဒီ6ချက်ကိုအရင်ဆုံးဖတ်ပြပါမယ်နည်းနည်းနားထောင်ကြည့်ပါငါတို့ဒီဤနေ့ဤချိန်မှစ၍လွတ်လပ်ရေးကိုအသက်ပေး၍ရယူသွားသောဗိုလ်ချုပ်အောင်ဆန်းဤလမ်းစဉ်အတိုင်းငါတို့နိုင်ငံကိုရှေ့ဆက်၍ချီတက်သွားပါမည်ပြောချင်တာနော်နိုင်ငံတော်ရဲ့လွတ်လပ်ရေးကိုအသက်ပေးယူသွားတဲ့ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ကိုလွတ်လပ်ရေးရပြီးတဲ့နေ့ကစပြီးတော့ချီတက်သွားပါမယ်လို့သစ္စာဒိဋ္ဌံပြုခဲ့ပါတယ်ဒီကနေ့ကျွန်တော်တို့ဗိုလ်ချုပ်လမ်းစဉ်ကိုရောက်ပါပြီလားဒီကိစ္စပြန်စဉ်းစားကြည့်ပါသစ္စာဒိဋ္ဌံဆိုတဲ့အထက်မှာငါတို့ဒီနေ့အချိန်မှာဆောက်ရစစ်အုပ်ချုပ်ရေးကို250နီးပါးအုပ်ချုပ်ပါပြီလို့မပါဘူးဒါပေမဲ့ကျွန်တော်တို့မပါတဲ့စစ်အုပ်ချုပ်ရေးအောက်မှာ250လောက်ကျွန်တော်တို့နေခဲ့ရပါတယ်ဗိုလ်ချုပ်လမ်းစဉ်ဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းချမှတ်တဲ့လမ်းစဉ်အတိုင်းကျွန်တော်တို့ဒီနေ့အထိမရသေးပါဘူးအဲ့ဗိုလ်ချုပ်အောင်ဆန်းချမှတ်တဲ့လမ်းစဉ်ဟာဘာလဲဆိုတာကိုလွတ်လပ်ရေးကျင့်ကြံသဏ္ဍာန်ရဲ့အပိုက်9ဖြစ်တဲ့ကြောက်တိုင်ပေါ်မှာရေးထားတဲ့ဟာကျွန်တော်နောက်ဆုံးကြကျွန်တော်ပြောပါမယ်သူဘယ်လိုမြန်မာမှဘာတွေဖြစ်စေခြင်းလဲဆိုတော့ကျွန်တော်ပြောပါမယ်ဒုတိယအချက်ဖတ်ကြည့်အောင်ငါတို့ဒီဤနေ့အချိန်မှာစပြီးတိုင်းပြည်တစ္ဆာကိုစောင့်ထိန်ပါမယ်
တိုင်းပြည်သစ္စာကိုစောင့်ထိန်းသလားမထိန်းဘူးလားကိုယ့်ကိုတွေးကြည့်ကြပါငါတို့ဒီဤနေ့အချိန်မှဆက်ပြီးလွတ်လပ်သောနိုင်ငံသားတို့ရပိုင်ခွင့်များကိုရရှိပြေးလေရင်လွတ်လပ်သောနိုင်ငံသားတို့ဤပေးဆိုင်ရန်ရှိသောတာဝန်နဲ့ဝတ္တရားတို့ကိုပြန်လည်ပေးဆက်ပါပြောချင်တာကကျွန်တော်တို့ပြည်သူတွေလွတ်လပ်ရေးရပြီးတဲ့အချိန်မှာလွတ်လပ်ရေးရဲ့အရာသာလွတ်လပ်တဲ့ပြည်သူတွေရဲ့အခွင့်အရေးအဲ့ဒါတွေကိုရမယ်ရပြီးတော့မှကျွန်တော်တို့ကပြန်ပြီးကျွန်တော်တို့တာဝန်တွေဝတ္တရားတွေကိုပြန်ပေးဆက်ပါမယ်အဲ့တော့ကျွန်တော်တို့လွတ်လပ်တဲ့ပြည်သူတွေရဲ့အခွင့်အရေးကိုကျွန်တော်တို့ရပါပြီလားဒီကိစ္စပြန်စဉ်းစားကြည့်ပါအဲ့လွတ်လပ်တဲ့ပြည်သူတွေရဲ့အခွင့်အရေးဆိုတာကိုအရှိကြီးပြောနေကျွန်တော်အကြိမ်ဖြစ်မှာဆိုလို့ရိုးရိုးရှင်းရှင်းလေးပဲစဉ်းစားကြည့်ပါကျွန်တော်တို့လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာရေးသားခွင့်လွတ်လပ်စွာစီတန်းလှည့်လည်ခွင့်ဆိုရလူခွင့်ရေးဒီနေ့ထိကျွန်တော်တို့ရပြီလားဒီလိုကျွန်တော်တို့နိုင်ငံအတွက်ပြည်သူအတွက်အကျိုးရှိတဲ့စာပေဟောပြောပွဲမျိုးကိုတောင်းမှဘယ်နှဆင့်ဒီနေ့ပါမစ်တင်နေရသေးလဲဒါအဖြေရှင်းရှင်းလေးပဲဆရာတော်ဘုရားများရဲ့တရားပွဲတွေဘယ်နှဆင့်လက်မှတ်ထိုးနေရသေးလဲကျွန်တော်တို့လွတ်လပ်စွာစီတန်းလှည့်လည်ခွင့်ဆိုရင်လေပုံမှန်18နဲ့ဘယ်လိုထိမ့်သိမ်းထားသလဲဒီကိစ္စတွေကပြန်စဉ်းစားကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့လွတ်လပ်သောပြည်သူများရဲ့အခွင့်အရေးကိုမရသေးဘူးဆိုတာတင်းတင်းရှားရှားကြီးပေါ်နိုင်ပါတယ်ငါတို့ဒီဤနေ့အချိန်မှစပြီးဗိုလ်ချုပ်အောင်ဆန်းရယူပေးခဲ့သောအမျိုးသားညီညွတ်ရေးကိုကြောက်ဆိုင်ကြောက်သားပမာခိုင်မြဲအောင်စောင့်ထိန်သွားပါမည်ဖေဖော်ဝါရီလ10ရက်နေ့ပြည်တော်စုနေ့ဗိုလ်ချုပ်အောင်ဆန်းသွေးစည်းညီညွတ်မှုစူးစီးပေးခဲ့တဲ့အဲ့ဒီတိုင်းရင်းသားစိတ်ဓာတ်မပြုတ်ကွဲအောင်စောင့်ထိန်သွားရမယ်လို့လွတ်လပ်ရေးရတဲ့နေ့မှာပဲသက်စာဆိုခဲ့တယ်ဒီနေ့ထိကျွန်တော်တို့ကချင်မှာစစ်ပွဲတွေမငြိမ်းသေးပါဘူးရခိုင်မှာဒီနေ့ထိကျွန်တော်တို့အဲ့ဒီဘယ်လိုပြောမလဲဒုက္ခသည်စခန်းတွေမဖြတ်သိမ်းနိုင်သေးပါဘူးဘယ်နေရာမှာကြည့်ကျွန်တော်တို့ကလွတ်လပ်ရေးရပြီးတော့ဒီသစ္စာဆိုပြီးတော့နောက်ပိုင်းမှာပဲပြည်တွင်းစစ်တွေဟာဖြစ်နေတာဒီနေ့ထိပါအဲ့တော့ဒီသစ္စာဟာလည်းဘာမှမပေါ်လွင်ခဲ့ပါဘူးအဲ့တော့ဒီထဲမှာတော့သစ္စာဆိုတဲ့အထဲမှာနော်သူဆိုရတာဗိုလ်ချုပ်အောင်ဆန်းချမှတ်ပေးခဲ့တဲ့တိုင်းရင်းသားညီညွတ်စီလုံးညီညွတ်မှုရရှိရေးကိုကြောက်ဆိုင်ကြောက်သွားပါမှာတည်မြဲအောင်ကြိုးစားပါမယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဂျာနယ်တွေထဲမှာပြန့်နေတာတော့တိုင်းရင်းသားစီလုံးညီညွတ်မှုကိုကားပါမစ်နဲ့စီယုံနေပါတယ်နော်အခုထိလည်းမအောင်မြင်တော့မအောင်မြင်ပါဘူးငါတို့ဒီဤနေ့ဤချိန်မှစ၍နိုင်ငံသားအလုံးကြီးငယ်နီဝေမချသွေးတသားဒီနေမြင့်မရှိစေရတန်းတူခံစားခွင့်ကိုရရှိစေရပါမယ်ပြောချင်တာခွင့်ရမှန်သမျှလွတ်လပ်တဲ့နိုင်ငံသားတိုင်းတန်းတူရရှိစေရမည်အဲ့တော့ကျွန်တော်တို့ထူးထူးတခြားကိစ္စတွေမစဉ်းစားပါနဲ့နော်တန်းတူသလားမတူဘူးလားဆိုတာကျွန်တော်တို့နိုင်ငံတော်ရဲ့အကြီးအကဲတွေနန်းတော်လောက်ကောင်းတဲ့အိမ်မျိုး9လုံးကနေ10လုံးထိပိုင်တဲ့အချိန်မှာတရားအောက်မှာနေစရာမရှိလို့အချိန်မဲ့အနေမဲ့မြေမဲ့လို့မြေတောင်းနေရတဲ့အော်ဒါနေကျွန်တော်တို့ဒီနေ့တော့မှာအဲ့တော့ပြောချင်တာဘယ်လုံးမှတန်းတူညီမျှမှုမရှိသေးပါဘူးဒီချက်မှာလဲငါတို့ဒီဤနေ့အချိန်မှစပြီးတပားသူတို့ကိုလီမတရားမပြုတပားသူတို့ကမတရားပြုလာလျင်လဲအသက်ပေး၍ကာကွယ်ဆောင်ရှောက်ပါမယ်ဒီကိစ္စတော့ကျွန်တော်အကျယ်ချက်ပြီးတော့မပြောတော့ပါဘူးငါတို့ဒီဤနေ့အချိန်မှစပြီးနိုင်ငံဤတရားဥပဒေကိုရိုသေစွာစောင့်ထိန်လိုက်နာပါပြောချင်တာတရားဥပဒေစိုးမိုးမှုရှိအောင်စောင့်ထိန်သွားပါမယ်အဲ့တော့တရားဥပဒေစိုးမိုးမှုရှိလားမရှိလားလဲဘာမှအကျယ်ချက်ပြောကြမလို့ဒါအားလုံးသိတဲ့အတိုင်းနော်ဟိုအရင်မှောင်နေတဲ့နှစ်90တုန်းကကျွန်တော်တို့မှာပြောရိုးရှိတယ်နော်ငွေများရင်တရားနိုင်တယ်တဲ့အခုပွင့်လင်းလာပြီဆိုတဲ့ခေတ်ကြတော့ငွေနေရင်တရားရှုံးတယ်အဲ့လောက်ပဲအရေးသားတော့ကြွာသွားပါတယ်အဲ့တော့တခြားကျွန်တော်ဘာမှမပြောချင်ပါဘူးဒီတရားဥပဒေရဲ့ညီညွတ်မှုရှိမရှိကိုမိမောင်းထုတ်ပြတဲ့ဆောင်းမလေးတစ်ပုဒ်နော်ပြီးခဲ့တဲ့2ရက်နေ့လောက်ကတ
တရဝန်ပြည်ဆိုကျွန်တော်တို့စာရေးဆရာလေးနော်ကျွန်တော်တို့ညီငယ်တရဝန်ပြည်ဆိုတာသူရေးထားဥပဒေနှမျိုးရှိသလားဆိုရေးထားတဲ့ဆောင်းပါးလေးကိုဖတ်ကြည့်ပါအဓိကသူပြောချင်တာနာမည်ကြီးတဲ့လူတွေလူကြီးသားသမီးတွေကြတော့ငွေစေဝါကိုတရားဝင်သုံးစွဲခွင့်ရှိသလားရက်ွက်တဲ့ကလေးတွေကြတော့ဆေးကြောက်တမတ်သားမင်းရင်1900နှစ်အတောင်ချတာလေအဲ့ဒီတရားဥပဒေဟာဟိုလူတွေတစ်မျိုးဒီလူတွေတစ်မျိုးဘာကြောင့်ဖြစ်နေရတာလဲဒါလေးကိုသူမိမောင်းထိုးပြသွားတယ်ဒါပြောချင်တာအဲ့လိုကိစ္စတွေအများကြီးပါအများကြီးရှိပါတယ်เนาะအဲ့တော့တရားဥပဒေစိုးမိုးမှုဒီနေ့ထိမရှိပါဘူးเนาะတရားဥပဒေစိုးမိုးမှုမရှိရင်ဒီနေရာလေးမှာကျွန်တော်တစ်ချက်เนาะဟိုအထက်ကြရင်ကျွန်တော်မပြောမိမှာဆိုတော့ဒီနေရာလေးကျွန်တော်တစ်ချက်ပြောမယ်အဲ့တရားဥပဒေစိုးမိုးမှုဘယ်လောက်အရေးကြီးလဲဆိုရင်အဲ့နိုင်ငံတနိုင်ငံပွင့်လင်းမလားလွတ်လပ်ပလားတိုးတက်ပလားမတိုးတက်ဘူးလားသိကြရင်တိုင်းနဲ့ပေတံ9ချက်ရှိတယ်အဲ့9ချက်ထဲမှာနံပါတ်1အထင်ရှားဆုံးပေတံကအဲ့ဒီနိုင်ငံဟာအကြောက်တရားဘယ်လောက်ရှိသေးလဲအဲ့ဒီနိုင်ငံကပြည်သူတွေဘယ်သူ့ကိုဘယ်လောက်ကြောက်နေရသေးလဲအကြောက်တရားနဲ့စတိုင်းပါတယ်ဘာလို့အကြောက်တရားနဲ့တိုင်းလဲလို့ထပ်ပြီးတော့စမ်းစစ်ကြည့်ရင်အဲ့ဒီအကြောက်တရားများရင်အမှန်တရားမရှိဘူးကြောက်လို့ဆိုပြီးတော့မှန်တာမပြောရဘူးမှန်တာမလုပ်ရဘူးမှန်တဲ့ဘက်မှာပြက်သားမရတိရဲတော့အဲ့တော့အကြောက်တရားသည်အမှန်တရားကိုဖျောက်ပစ်လိုက်တယ်အကြောက်တရားများသောနိုင်ငံမှာအမှန်တရားမရှိဘူးအမှန်တရားမရှိဘူးဆိုရင်အမှားတွေကြီးပဲအဲ့ဒီနိုင်ငံဘယ်လိုလုပ်ပြီးတော့တိုးတက်မှာလဲဘယ်လိုလုပ်ပြီးတော့ပွင့်လင်းမှာလဲဘယ်လိုလုပ်ပြီးလင်းအောင်ရမှာလဲအဲ့တော့ကောင်းပြီကျွန်တော်ကဘာဆက်ပြောချင်တာလဲဆိုတော့အဲ့ဒီအကြောက်တရားဟာဘာကြောင့်လူတွေမှာရှိနေတာလဲလို့ပြန်ဆန်းစစ်တဲ့အချိန်မှာနော်တောက်တစ်မျိုးစီပြောလိုက်မယ်ဒါပေမဲ့အဲ့ဒီအကြောက်တရားတွေအကုန်လုံးရဲ့ပေါင်းစုရာနော်အင်္ဂလိပ်လိုပြောရင် common ground ပေါ့နော်ဆုံချက်ကဘာလဲဆိုတော့တရားဥပဒေစိုးမိုးမှုမရှိခြင်းတရားဥပဒေစိုးမိုးမှုရှိရင်ကျွန်တော်တို့မကြောက်ဘူးပြောရတယ်ဆိုရတယ်လုပ်ရတယ်ဘာဖြစ်လို့လဲဆိုတော့တရားရုံးရောက်ရင်တရားဥပဒေကကျွန်တော်တို့ဘက်မှာမှန်တဲ့သူဘက်မှာနေမယ်လို့အဲ့ဒီလိုသာဥပဒေကိုယုံကြည်ရဲရင်အားလုံးဟာအမှန်ကိုပြောရဲဆိုရဲလုပ်ရဲမယ်တဲ့အခုကြောက်တယ်ဆိုတာတရားဥပဒေစိုးမိုးမှုမရှိလို့ကြောက်တာအဲ့တော့ဘာပြောချင်တာလဲဆိုတော့တရားဥပဒေစိုးမိုးမှုမရှိသောနိုင်ငံမှာအမှန်တရားမရှိဘူးအမှန်တရားပျောက်တယ်အခုဒါကြောင့်တော်မှာအဲ့ဒီကိစ္စအရေးကြီးမှန်းသိလို့ဒေါ်ဆန်းစုကြည်ဥက္ကဋ္ဌလုပ်ပြီးတော့တရားဥပဒေစိုးမိုးရေးဆိုပြီးတော့ဆောင်ရွက်နေပါတယ်အဲ့တော့ဒီနေ့အထိတော့ကျွန်တော်တို့တရားဥပဒေစိုးမိုးမှုခုဗမာပြည်ဖြစ်နေတဲ့ကိစ္စမှန်တယ်ဟာဒီတရားဥပဒေစိုးမိုးမှုပဲတရားဥပဒေစိုးမိုးမှုမရှိလို့မိတ်တံမှာဖြစ်တယ်ရခိုင်မှာဖြစ်တယ်ကချင်မှာစစ်ပွဲတွေဖြစ်တယ်အကုန်ဖြစ်နေသမျှအရာအလုံးဟာတရားဥပဒေစိုးမိုးမှုဒါအချုပ်ပဲအဲ့တော့အဲ့ဒီသစ္စာလဲအခုထိကျွန်တော်တို့မရသေးပါဘူးနောက်နံပါတ်8ကကျွန်တော်တို့ဒီဤနေ့အချိန်ကမှစ၍နိုင်ငံနဲ့လွတ်လပ်ရေးကိုအသက်ပေး၍ကာကွယ်ပါမည်တဲ့နော်ဒါကတော့ကျွန်တော်တို့တခုဖြစ်ရင်ကိုယ်နိုင်ငံအတွက်တော့ကိုအသက်ပေးပြီးတော့ကာကွယ်မဲ့လူတွေကြီးပါပဲနောက်တစ်ချက်ကတော့ငါတို့ဒီဤနေ့အချိန်ခါမှစ၍လွတ်လပ်သောနိုင်ငံအတွန်းရှိတည်တံ့ရာအတွက်တာဝန်ကိုသားစဉ်မြေဆက်တာဝန်ဆက်ယူသွားပါမည်တဲ့ဒါသစ္စာရိဋ္ဌာန်6ချက်အဲ့ဒီနေ့မနေ့မှာနိုင်ငံတော်မှာတာဝန်ရှိတဲ့အကြီးအကဲတွေအားလုံးသစ္စာရိဋ္ဌာန်6ချက်ကိုဆိုပါတယ်ဆိုပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီကြောက်တိုင်တော့မဲ့နေရာပန်းညံတွေကိုရောက်တယ်ရောက်ပြီးတော့မှအဲ့လွတ်လပ်ရေးကြောက်တိုင်အုံမြင့်ချပွဲမှာဝင်းကြီးချုပ်ဦးနုမိန်ကုန်းပြောပါတယ်အဲ့ဒီမိန်ကုန်းလေးကိုလည်းเนาะကျွန်တော်မမတ်ရကျွန်တော်ဖတ်ပြပါမယ်အဲ့ဒီမိန်ကုန်းထဲမှာသူတို့ပြောတဲ့အတိုင်းကျွန်တော်တို့ဘာတွေခံစားလို့ရပြီလဲဘာတွေကျွန်တော်တို့ထူးခြားနေပြီလဲဒါလေးနည်းနည်းနားထောင်ပြီးတော့ကြည့်ပေးပါတိုင်းသားအားလုံးတို့ရဲ့လွတ်လပ်ရေးဖြစ်စေရမယ်ဒီနေ့ရတဲ့နော်ဒီနေ့ငါတို့ရတဲ့လွတ်လပ်ရေးဟာတိုင်းသားအားလုံးရဲ့လွတ်လပ်ရေးဖြစ်စေရမယ်လူဒန်းစားတစုရဲ့လွတ်လပ်ရေးမဟုတ်လူဒန်းစားအားလုံးရဲ့လွတ်လပ်ရေးဖြစ်စေရမယ်ပြောချင်တာနော်တသင်းနဲ့တစ်ဖွဲ့တည်းအုပ်စုတစုတည်းလွတ်လပ်နေတဲ့လွတ်လပ်ရေးမဟုတ်ဘူးတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအကုန်လုံးရယူခံစားနိုင်တဲ့လွတ်လပ်ရေးဖြစ်စေရမယ်။နောက်ဒီနေ့ရတဲ့လွတ်လပ်ရေးဟာတဲ့လူမျိုးစုတစ်ခုတည်းအတွက်အသုံးချရန်ရယူတော့လွတ်လပ်ရေးမဟုတ်စေရဘူး။လူမျိုးစုတွေအားလုံးအတွက်လွတ်လပ်တဲ့လွတ်လပ်ရေးဖြစ်စေရမယ်။ပြီးတော့မှဒီတစ်ခုကလည်းကျွန်တော်တို့တော်တော်စဉ်းစားကြကောင်းပါတယ်။ဒ
ဒီပိုက်မှာသူတော်တော်လေးချက်ရပါထားပါတယ်ငါတို့နိုင်ငံတွင်းမှာတဲ့နေထိုင်ကြတဲ့လယ်သမားများရှိတယ်အလုပ်သမားများရှိတယ်ပညာတတ်လူဒန်းစားများရှိတယ်နိုင်ငံတော်အတွက်ကာကွယ်ရမယ့်စစ်သည်အင်အားများတပ်မတော်အင်အားများရှိတယ်အဲ့ဒီလူတွေဟာမိမိကျွမ်းကျင်ရာကိုလုပ်ရင်နိုင်ငံရဲ့လွတ်လပ်ရေးကိုကာကွယ်သွားရမယ်ပြောချင်တာကသူကချက်ကိုရေးထားတယ်လယ်သမားများသည်လယ်လုပ်ရတော်၎င်းနဲ့အလုပ်သမားများသည်မိမိသက်ဆိုင်ရာလုပ်ငန်းတို့ကိုလုပ်ကင်ရတော်၎င်းပညာတတ်များသည်မိမိပညာဖြင့်နိုင်ငံတာဝန်ကိုထမ်းဆောင်ရတော်၎င်းနဲ့အုပ်ချုပ်ရေးကျွမ်းကျင်သူများသည်နိုင်ငံရေးအုပ်ချုပ်မှုကိုဆောင်ရွက်ရတော်၎င်းနဲ့စစ်တပ်ရနဲ့ကျွမ်းကျင်သောတပ်မတော်သားများသည်နိုင်ငံရေးကာကွယ်ရေးကိုကာကွယ်ရတော်၎င်းနဲ့အဲ့လိုအသေးစိတ်ပြောပြီးတော့မှအဲ့လိုလွတ်လပ်ရေးအတွန်းရှိအောင်ကာကွယ်သွားသင့်ပါတယ်ပြောချင်တာကကိုတက်တဲ့လုပ်ငန်းကိုလုပ်ရင်းနိုင်ငံတော်ရဲ့ကိစ္စကိုဆောင်ရွက်ပြီးလွတ်လပ်ရေးကိုကာကွယ်ပါလို့အဲ့ဒီမိန့်ခွန်းမှာပြောသွားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကနေ့စဉ်းစားမှာဘယ်သူတွေမဆိုင်တဲ့နေရာတွေမှာဝင်ပြီးတော့လုပ်နေကြတယ်လေဒီကိစ္စတွေးเสียရပါအဲ့မှာကျွန်တော်ဘာသာတရိယာလဲဆိုတော့ကျွန်တော်ငယ်ခန့်ငယ်ဆရာဦးအောင်သိန်းတို့ဆရာမောင်တော်ကတော့နဲ့ကျွန်တော်ဟောပြောဝဲလိုက်တော့ဆရာဦးအောင်သိန်းခဏပြောခဲ့တဲ့စကားရှိပါတယ်နေရာမှားလို့ရှိရင်အလှပြတ်တယ်မျိုးသမီးတွေကလေးမလေးတွေရဲ့ဘားမှာထင်နေတဲ့တဏ္ဍခါအင်ပတန်လှတယ်တဲ့ကလေးမလေးတွေရဲ့အလှကိုပေါ်လွင်စေတယ်အဲ့ဒီတဏ္ဍခါဟာနေရာမှားပြီးအင်းကြီးပေါ်တော့ကောလုံးကြီးပေါ်တော့ကောတစ်ဆက်ကြားပြီဆိုရင်တော့အဲ့ဒါဟာအလှပြတ်သွားတာပဲအဲ့ဒီတဏ္ဍခါကိုဘယ်သူမှတန်မိုးမထားတော့ဘူးလုံးကြီးပေါ်မှာစိုးနေတဲ့တဏ္ဍခါမရရအောင်ဖြတ်တော့ပါပဲဒါနေရာမှားသွားလို့နောက်တစ်ခုမျိုးသမီးတွေရဲ့ခေါင်းမှာရှိတဲ့သပင်ကောင်းခြင်း၅ပြားထဲမှာတစ်ခုပါဝင်ဖြစ်တဲ့သပင်အဲ့ဒီသပင်ကြောင့်မျိုးသမီးလေးတွေဟာအင်တာကြက်တည်ရှိပြီးအင်တာလှပပါတယ်တဲ့ဒါပေမဲ့အဲ့ဒီသပင်စံကြီးတက်မြင်ဟာထမင်းစားတော့မဲ့ပကံများတွေကိုကြာလာလို့ရှိရင်ထမင်းပကံတွေကသပင်ဟာနေရာမှားသွားတဲ့အတွက်လှပြတ်အဲ့တော့ကျွန်တော်တို့စဉ်းစားမှာကိုယ်နေရာကိုမဟုတ်ဖင်းနဲ့ရောက်နေတဲ့ကိစ္စကြောင့်လှပြတ်တာတွေအများကြီးကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီမိန်ကုန်းထဲမှာဒါကိုရည်ညွှန်းထားပါတယ်ဒီမှာနောက်ဆုံးကျွန်တော်အဓိကပြောချင်တဲ့ဝင်းကျိုးဦးနုရဲ့မိန်ကွန်းရဲ့နောက်ဆုံးဘက်ကလေးကိုကျွန်တော်သူ့အတိုင်းဖတ်ပြပါမယ်အင်တာကောင်းပါလေသူကရေးထားတာဤသမ္မတနိုင်ငံတော်တည်ကြည်တည်ထောင်ရာ၌ခေါင်းဆောင်တွေသစ္စာဖောက်လျင်ခေါင်းဆောင်တွေခြေလန်းမှားလျင်ယနေ့စိုက်ထူလိုက်သောကြောက်တိုင်ကြီးသည်သစ္စာဖောက်နေသောခေါင်းဆောင်များကို၎င်းခြေလန်းမှားနေသောခေါင်းဆောင်များကို၎င်းအချိန်မီသတိပေးနိုင်သည်ဖြစ်ပါစေတည်းကျွန်တော်ကတော့လက်ခုပ်မတီးချင်ဘူးဗျာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကြောက်တိုင်ကြီးစိုက်ပြီးကြတဲ့ကအဲ့ဒီခေါင်းဆောင်တွေအဲ့ဒီတိုင်းဖြစ်နေအဲ့ဒီကြောက်တိုင်ကြီးကလည်းဘာမှအခုထိလုံးမပေးဘူးလုံးမပေးတော့သူတို့ကလည်းမသိတယ်လို့ပဲเนาะခြေလမ်းမှားသလားမမင်းနဲ့เนาะသစ္စာဖောက်သလားမမင်းနဲ့ဒါပေမဲ့ကြောက်တိုင်ကြီးကလည်းခက်တီတီပဲကြောက်တိုင်ကြီးကသူတို့ကကြောက်တိုင်ရှိမှန်းတော့သိမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဘာသာတရိယာလဲဆိုတော့ဒီထဲမှာရှိတဲ့ကလေးတွေเนาะ10တန်းထိကျွန်တော်တို့ကလည်းသင်ခဲ့ရတယ်ထင်တယ်ဆရာကြီးဥပုံညရေးတဲ့เนาะတကြားလိန်တချို့ကတကြလိန်လို့ဖတ်တယ်နော်အဲ့ဒါလေးသွားပြီးတတိရတယ်ကျွန်တော်ကြပြရုံးမပြတော့ပါဘူးဒါအဓိပ္ပာယ်ကဘာလဲဆိုတော့အဲ့ခက်ကမင်းတွေဝင်းကြီးတွေအမတ်တွေအကုန်လုံးကခုနလိုပဲခြိလမ်းမတဲ့သစ္စာဖောက်တယ်အဲ့ဒီချိန်မှာဥပုံညမကြေမနက်နဲ့သူကဘာထရေးလဲဆိုတော့ဖျားသာသနာ2500ကနေပြီးတော့တဲ့တရားသာသနာ2500ကိုရောက်တဲ့အချိန်မှာတရားမင်းကဖျားကိုဂရိကဝိပေးခဲ့တယ်တဲ့နော်ကိစ္စမရှိဘူးအရှင်ဘုရားနော်အရှင်ဘုရားတို့တပည့်တော်သိခဲ့မှာမဟုတ်တပည့်တော်မှာဝရဇင်လက်နဲ့ရှိတယ်ခြိလမ်းမရင်သစ္စာဖောက်ရင်အဲ့ဝရဇင်လက်နဲ့တပည့်တော်ဆော်လိုက်မယ်ပေါ့နော်မကောင်းသူကိုပဲမယ်ကောင်းသူကိုတပည့်တော်ကဲမယ်ဆိုတော့ဘုရားလည်းစိတ်ချလက်ချသူ့ကိုလွှဲသွားတာတဲ့ကြဗျာနော်ဒါပေမဲ့လောကကြီးမှာသစ္စာဖောက်နေလို့ခြိလမ်းမနေလို့အများကြီးပဲဒီတရားဟာဘုရားကိုလိန်သွားတာပဲခုတည်းကဝရဇင်လက်နဲ့လည်းဘာမှလည်းမဆုံးပါသေးဘူးတဲ့မဆုံးပါသေးတော့ကြဗျာဆရာဆက်တွေ့တယ်ကျွန်တော်ထင်တာသူထင်တာတော့တဲ့ဒီတရားမင်းပိုင်တဲ့ဝရဇိန်လက်နဲ့ဟာပြက်နေတယ်ထင်တယ်တဲ့အခုပရိမာပြင်လုံးမလားမသိဘူးတဲ့ကျွန်တော်တို့လည်းအဲ့လိုပဲစဉ်းစားရမှာပဲเนาะအဲ့တော့ဂုတဲ့ထီတော့ဒီတရားရဲ့ဝရဇိန်လည်းမလာဘူးကြောက်တိုင်ကလည်းသတိပေးဟန်မတူဘူးเนาะအကုန်လုံးကဒီတိုင်းပဲအဲ့လိုနဲ့ပဲတစ်တော်တွေလည်းကုန်ပြီเนาะအခု
ဒီကြားထဲမှာကျွန်တော်တို့မြစ်ကလည်းပဲလှုပ်ဖြစ်နေပြန်ပြီအဲ့တော့အခုရက်ပိုင်းကျွန်တော်ဟောပြောဝေးထဲမှာဟောပြောပွဲတွေထဲမှာအဓိကကျွန်တော်ပြောချင်တာ AR မြစ်ကိစ္စပဲနော်အဲ့ဒါကိုမရောက်အောင်ကျွန်တော်ဆွဲပြောနေတာနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပြောရတော့မယ်ပြောရမယ်တောင်းဝင်ကျွန်တော်တို့မှရှိလာပြီနော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့လုပ်ရမယ်အလုပ်ပြည်သူတွေအကုန်လုံးရဲ့ဆန္ဒကိုကျွန်တော်ဟောပြောပွဲလာတယ်ဆိုတာပြည်သူဆန္ဒပြည်သူဘာပြောချင်တာလဲအဲ့ဒါကိုကျွန်တော်တို့ကိုစားပြောပြတာနော်ကြိုက်သည်ဖြစ်စေမကြိုက်ပြောလာကြီးလည်းထပ်နေပြီဒါမှမဟုတ်လို့ရှိရင်လည်းပြောတာလည်းပြင်းစရာကောင်းတယ်ဘယ်လိုပဲပြောကျွန်တော်တို့ကကျွန်တော်တို့တောင်းဝင်ကြည့်တယ်ဆိုပြီးတော့လက်ပြတန့်ညင်ပါတယ်အဲ့တော့အဓိကကျွန်တော် AR မြစ်အကြောင်းကိုနည်းနည်းဆက်ပြောပါမယ်အဲ့ AR မြစ်အကြောင်းပြောဖို့အခုကျွန်တော်တော့လေကြောက်တိုင်စီကိုရောက်လာတာကြောက်တိုင်အုံမြစ်ချပြီးသွားပြီချပြီးတဲ့အချိန်မှာကြောက်တိုင်ကြီးပေါ်လာပြီပေါ်လာတဲ့အချိန်မှာကြောက်တိုင်ပေါ်မှာလောလေကျင်နာဇရန်ရဲ့အပိုက်9ကိုရေးထိုးထားပါတယ်အဲ့အပိုက်9ကိုကျွန်တော်ရွတ်ပြပါမယ်နော်သူရေးထားတာရှစ်ဆန်သောစကားလုံးများနဲ့ရေးထားပါတယ်ဘယ်လောက်ထိရှစ်ဆန်လဲဆိုတပ်ပေါ်မှာတော့ကျွန်တော်အဓိကဆိုလို့ရှိရင်တောက်ချိုက်နဲ့မတီးသေးဘူးပြဓာတ်တွေးနဲ့တီးထားတဲ့ဟာအဲ့တော့နည်းနည်းလေးဝေဝါးသွားမှာဆိုလို့ကျွန်တော်စကားနဲ့ကျွန်တော်ပြောပါမယ်တော့အပိုင်းနှစ်ပိုင်းဟိုဘက်တစ်ပိုင်းဒီဘက်တစ်ပိုင်းတစ်ပိုင်းမှာကကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုနိုင်ငံရဲ့ပိုင်ဆိုင်မှုနောက်တစ်ပိုင်းမှာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအဲ့တော့ပြောချင်တာအခုကျွန်တော်ရုပ်ပြမယ်အပိုက်9ဟာဟိုနံပါတ်1ဂရိတ္တစာဆိုတော့ဗိုလ်ချုပ်အောင်ဆန်းချမှတ်သောလမ်းစဉ်အတွက်လိုက်တာဆောင်ရွက်ပါမည်ဆိုတာအဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွနိုင်ငံခေါင်းဆောင်ကြီးချမှတ်တဲ့လမ်းစဉ်ဟာအဲ့ဒီအပိုက်9ပါနော်အခုကျွန်တော်ရုပ်ပြမှာဗိုလ်ချုပ်အောင်ဆန်းချမှတ်တဲ့လမ်းစဉ်လို့နားလည်ပေးပါအဲ့တော့ဗာရေးထားကြကျွန်တော်တို့နိုင်ငံသည်ဒီမှာတစ်ခုနော်စကားချက်ကျွန်တော်တောင်းပန်နေတာကျွန်တော်တို့နိုင်ငံသည်လို့ကျွန်တော် online တိုင်းဟိုကလေးတွေလို့မြေပုံလေးကိုမမြင်ပါနဲ့ဘာလို့မြင်ရမလဲဆိုတော့ကျွန်တော်တို့နိုင်ငံသည်ဆိုတာကျွန်တော်တို့နိုင်ငံပိုင်ဆိုင်သောရေမြေတောတောင်တဘာဝကျွန်တော်တို့နိုင်ငံပိုင်တဲ့တရားစာတပစ္စည်းတွေနဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရှင်ကျင်းမှုဒါကျွန်တော်တို့နိုင်ငံမှာပို့ပြီးတော့ထင်ရှားအောင်ဆိုရင်ကျွန်တော်အဲ့ထက်မှမပါတဲ့စကားလုံးကျွန်တော်ထည့်ရွတ်ပါမယ်ကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံပိုင်ပစ္စည်းဝါတို့သည်အဲ့လိုခေါင်းထဲမှာထည့်စဉ်းစားပေးပါကျွန်တော်တို့နိုင်ငံပိုင်ပစ္စည်းဝါဆိုတာအခုပျောက်သွားတဲ့တောတွေအခုပျောက်ဆဲဖြစ်နေတဲ့တောင်တွေပျောက်လက်တန့်ဖြစ်သောမြစ်တွေအဲ့ဒါတွေဟာကျွန်တော်တို့နိုင်ငံမှာပဲအဲ့တော့သူကဘာရေးထားလဲဆိုတော့ကျွန်တော်တို့နိုင်ငံသည်နော်အဲ့မှာကျွန်တော်တို့နိုင်ငံနဲ့ပိုင်ဆိုင်မှုဝဝတန်စာတပစ္စည်းတို့သည်ပေါ့နော်မြည်သူတိုးတယောက်ထက်ကတော့၎င်းတသိန်းတစ်ဖွဲ့တည်းကတော့၎င်းရယူပိုင်ဆိုင်အပ်သောအမွေဆိုင်ပစ္စည်းမဟုတ်ရှင်းတယ်နော်ကျွန်တော်ပြောချင်တာဘာဖြစ်လို့ကျွန်တော်ဒါကိုထပ်တလဲလဲပြောနေလဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးကအင်မတန်မှဟိုစိတ်နှလုံးကအေးချမ်းတယ်ဖြူစင်တယ်ကိုယ်ကိစ္စလောက်ပဲကိုသူများကိုတိတ်ဆက်ဆက်ဆူဆူတွေဝါသနာမပါဘူးကျွန်တော်တို့ရန်ကုန်သားတွေကရန်ကုန်မီးပွိုင်းမှာကားကြက်နေတာငါကိစ္စလို့ပဲထင်တယ်အေအော်ရီမြစ်သူ့ဟာသူဟိုမှာဒမ်ဆောက်လို့ဘာကြီးဖြစ်ဖြစ်ငါလည်းမဆိုင်ဘူးနော်ကျွန်တော်တို့ကဟိုလက်ပတောင်တောင်ကနေပြီအခုလက်ပတောင်တွင်းကြီးဖြစ်တော့မယ်အတွင်းဖြစ်လဲငါတို့နဲ့မဆိုင်ဘူးဝေးကြီးပဲအဲ့လိုမစင်စားနဲ့ဘာဖြစ်လို့လဲဆိုတော့ဒါတွေကကျွန်တော်တို့ပိုင်တာလို့သဘောပေါက်လို့ရင်နော်ကျွန်တော်ကိုပစ္စည်းလို့သိရင်ကျွန်တော်နာတတ်လိမ့်မယ်အဲ့ဒါကြောင့်နော်ပထမတစ်ပိုက်မှာကွာအဲ့ဒီကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံပိုင်ပစ္စည်းဝါပါတို့ဟာတဲ့တယောက်ထက်ကတော့လကောတသိန်းတစ်ဖွဲ့တည်းကတော့လကောရယူပိုင်ဆိုင်အပ်သောအဲ့ဒီမှာသူပြောထားတာသိကောင်းတယ်နိုင်အမွေဆိုင်ပစ္စည်းမဟုတ်အမွေဆိုင်ပစ္စည်းမဟုတ်လို့ပြောလိုက်တာရင်ကြီးကြီးလေးရေးထားတာကျွန်တော်တို့လက်ဖေးဆိုင်မှာတော့တငယ်ချင်းတွေနဲ့တွေ့ပြီးတော့ပြောတဲ့စကားမျိုးပြောလို့ရှိရင်အဲ့ဒါမင်းမီလင်ပစ္စည်းမဟုတ်ဘူးလို့ပြောကြတာပေါ့နော်ဒါကြော့ပါရဲ့နော်ကျွန်တော်တို့ဟိုလက်ဖေးဝိုင်းမှာပြောရင်အဲ့လိုပြောမှာနော်အမွေဆိုင်ပစ္စည်းမဟုတ်ဆိုတာအဲ့ဒါပြီးတော့မှသူအဲ့တပိုက်ကိုထပ်ပြီး highlight လုပ်ထားတယ်ကျွန်တော်တို့နိုင်ငံတည်တဲ့နော်တစုံတောက်ထဲကတော့၎င်းတသိန်းတစ်ဖွဲ့တည်းကတော့၎င်းကျိုးကန်အုပ်ချုပ်စီမံခန့်ခွဲအပ်သောအရာများမဟုတ်ပထမမင်းတို့မပိုင်ဘူးနော်မင်းတို့တသိန်းတစ်ဖွဲ့တည်းမင်းတို့တယောက်တည်းကကျိုးကန်အုပ်ချုပ်ပြီးတော့စီမံခန့်ခွဲလို့လည်းမရပါဘူးတော့အဲ့နှစ်ကြောင်းရေးထားတယ်ကျွန်တော်ဟာအဲ့ရစဖတ်တဲ့အချိန်မှာကျွန်တော်အတွေ့လေးကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့ကတော့စာရေးလို့လားမသိဘူးတခုဖန်ဟိုတွေးတယ်ရောက်တယ်ဘိုးကျောင်းဆန်းတဲ့ကွာခေါင်းဆောင်ကြီးကလုံးအောင်ကာတာပဲဗျဒါပေမဲ့အဲ့မှာနည်းလေးထပ်ပြီးကျွန်တော်ဖြည့်စေချင်တယ်အဲ့ဒါလေးဖြည့်လိုက်လို့ရှိရင်ဒီနေ့ကျွန်တော်တို့
ဖြစ်နေတဲ့ကိစ္စတစ်ခုကရော်ရဲသွားနိုင်တယ်အဲ့မှာကျွန်တော်ဖြစ်ကျင်တဲ့စာသားကျွန်တော်ရွတ်ပြမယ်နားထောင်ကြည့်အဲ့ဒီမှာမပါဘူးနော်ကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံမဲ့ပစ္စည်းဝဝတို့သည်မြည်သည့်ဥရာလူကမ္မဥတိုင်းပိုင်ဆိုင်ခွင့်ရသည့်ပစ္စည်းများမဟုတ်စေရဘာဖြစ်လို့လဲဆိုတော့အခုကြာရင်ကွာဥဝင်ငါပိုင်နေသူရင်သူပိုင်နေဆိုဟိုကျိုးနဲ့တားလိုက်ထားနေပဲအဲ့လေတွေအကုန်လုံးပိုင်သွားတာပဲเนาะအဲ့မြေတွေအကုန်လုံးပိုင်သွားတာပဲအဲ့ဒါမျိုးတွေကဖြစ်နေတယ်ပြီးတော့မှအောက်မှာအဖြေပေးတယ်ဗျ။ तू ကမပိုင်ဘူးလို့ပြောပြီးတော့မှပိုင်တဲ့လူကိုလည်းသူအဖြေပေးထားတယ်ကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံမဲ့ပြည်စည်းဝါးတို့ဒီပေါ့နော်ကျွန်တော်တို့နိုင်ငံအတွင်း၌မိတိနေထိုင်ကြကုန်သောရက်ဝေးရက်နီမြည်သည့်ရက်ဒေသကမဆိုပြည်သူအများစုကသာပိုင်ဆိုင်အပ်ပါသည်ဒါရှင်းလေးပဲနော်သူပြောသားတာနော်ဒီပစ္စည်းတွေဒီတစ်တော်တွေနော်ဒီမြစ်တွေဒီတောတွေဒီတောင်တွေအကုန်လုံးကိုကျွန်တော်တို့ပြည်သူတွေပိုင်နေအဲ့ဒါပြောသားတယ်အဲ့ဒီမှာကျွန်တော်ဒီကနေ့ပြောချင်တာကျွန်တော်တို့အေယာဝတီဒီကိစ္စကျွန်တော်ပြောမယ်နော်ဒီကိစ္စမပြောခင်မှာဟိုဘက်ကကျွန်တော်တို့အုပ်ချုပ်ရေးပိုင်းကိုကျွန်တော်ဆက်ရွတ်ပြမယ်သူကဘာရေးထားလဲဆိုတော့ကျွန်တော်တို့နိုင်ငံသည်တဲ့အများပြည်သူလူထုကရွေးချယ်တင်မြှောက်အပ်သောသမတအုပ်ချုပ်သည့်နိုင်ငံဖြစ်ရမယ်ဟုတ်ဒါလည်းတော်တော်အရေးကြီးပါတယ်2015မှာကျွန်တော်ပြည်သူတွေမှာတောင်းဝင်ရှိတဲ့ကိစ္စတရားပါဒါကြောင့်ကျွန်တော်ထပ်ရွတ်ပြပါမယ်ကျွန်တော်တို့နိုင်ငံသည်တဲ့အများပြည်သူလူထုကရွေးချယ်တင်မြှောက်အပ်သောသမတအုပ်ချုပ်တဲ့နိုင်ငံဖြစ်အဲ့တော့အဲ့ဒီမှာမပါတာကိုကျွန်တော်တို့ကစန့်ကျင်မဲ့ပြန်ပြီးတွေးကြည့်လိုက်နော်အများပြည်သူလူထုကရွေးချယ်တင်မြှောက်သောသမတဆိုဒီမှာမဲခွေးတော်၎င်းမဲလိမ်ရွေးတော်၎င်းကြိုတင်မဲများရရွေးတော်၎င်းတက်လာသောသမတမဖြစ်စေရအဲ့ကြောက်တိုင်မှာအဲ့လိုရေးထားတယ်အဲ့တော့နောက်တစ်ချက်မှာတော့ဘာထပ်ရေးလိုက်ဆိုကျွန်တော်တို့နိုင်ငံသည်တဲ့မြည်သည့်ကိစ္စအဝဝမဆိုးအများပြည်သူလူထု၏ဆန္ဒသာလည်းအဓိကထားပြီးဆုံးဖြတ်အပ်သောနိုင်ငံဖြစ်ရမယ်အဲ့တော့ကျွန်တော်ပြောချင်တာစောစောကငှက်တို့ရဲ့သမိုင်းမှာအဲ့ဒီငှက်ပြန်ကျင်တဲ့တောအစ်စ်ဘယ်လိုတောအုပ်လဲဆိုတာအဲ့ဒီနှစ်ကြောင်းမှာပေါ်ပါတယ်နောက်တစ်ခုကဗိုလ်ချုပ်အောင်ဆန်းချမှတ်ပေးပါတဲ့လမ်းစဉ်ဆိုတာဘယ်လိုလမ်းစဉ်လဲဆိုတာအဲ့နှစ်ပိုက်ပေါင်းကြည့်ပေါ်ပါတယ်အများပြည်သူလူထုကရွေးချယ်တင်မြှောက်သောသမတအုပ်ချုပ်ပြီးတော့မြည်သည့်ကိစ္စဝဝမဆိုးများပြည်သူလူထုကသာလျှင်ဆုံးဖြတ်အပ်သောနိုင်ငံညီမျှခြင်းဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်အဲ့တော့နော်ကျွန်တော်တို့ရောက်ချင်တဲ့တောအုပ်အသစ်ကျွန်တော်တို့လိုချင်တဲ့အလင်းအောင်အသစ်ဟာအဲ့ဒီဒီမိုကရေစီနိုင်ငံဆိုတဲ့တောအုပ်ဒီမိုကရေစီနိုင်ငံဆိုတဲ့အလင်းဒီမိုကရေစီဆိုတဲ့ပန်းနဲ့ကျွန်တော်တို့ပြည်သူတွေရချင်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်စောစောကဂျားဖြတ်ပြီးကြံခဲ့တဲ့အေယာဝတီကိစ္စနော်ကျွန်တော်တို့ပြည်သူတွေအကုန်လုံးပိုင်တဲ့အရာတွေထဲမှာအေယာဝတီဟာထိတ်ဆုံးကပါပါတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့စီဂိမ်းမှာတော့နော်ကောင်းကင်မှာကျွန်တော်မမြင်ဘူးတဲ့မီရှူမီပန်းနေဖောက်ပြအဲ့မီရှူမီပန်းနေဖောက်လိုက်တာဒေါ်လာ36သန်းဘူးတရုတ်နိုင်ငံကအဲ့ဒါတွေအကူအညီပေးပြီးဖောက်ပါဖောက်ပြီးတော့မှကျွန်တော်ထင်တယ်ရက်ပိုင်းပဲကြာတယ်ရန်ကုန်မှာသတင်းစာရှင်းလင်းပွဲလုပ်ပါအဲ့ဒေါ်လာ36သန်းကိုပြန်ပေးစရာမလိုဘူးတဲ့အကူအညီပေးတာတဲ့ဒါပေမဲ့အေယာဝတီမြစ်ဆုံစီမံကိန်းကိုပြန်စားခွင့်ပေးစေချင်တယ်အပေးယူကျွန်တော်တို့လာလုပ်ပါတယ်လုပ်ပြီးတော့လုံယုံနေမကဘူးနော်သူတို့နိုင်ငံကထုတ်တဲ့စာဆောင်တွေမှာဘယ်လောက်ထိရေးလဲဆိုရင်သူတို့က2015တက်လာမဲ့အစိုးရဟောတော့ဘယ်သူတက်မယ်ဆိုတော့ကြိုသိနေလားမသိဘူးနော်2015တက်မဲ့အစိုးရနဲ့ကျွန်တော်တို့ညှိနှိုင်းပြီးတော့ရင်းနဲ့2019မှာအဲ့ဒီမြစ်ဆုံစီမံကိန်းကိုပြန်စပါပြန်စရင်မြစ်ဆုံစီမံကိန်းတော့အဲ့ဒီအရာဒေတာဟာဘယ်လောက်ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာကိုသူတို့နိုင်ချွတ်ရေးပါအဲ့သူတို့ဘက်ကအဲ့လိုလှုပ်ရှားလာတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေဘက်ကလည်းအဲ့ဒီကျွန်တော်တို့အေယာဝတီနဲ့ပတ်သက်တဲ့ခံစားမှုအေယာဝတီနဲ့ပတ်သက်တဲ့ကျွန်တော်တို့သွေးအေးနေမှုတွေပြန်ပြီးတော့ကျွန်တော်တို့တွင်းပူလာအောင်လုပ်ပေးရမယ်တောင်းမယ်ကျွန်တော်တို့မှာရှိပါတယ်အဲ့ဒီဆောင်းမဖတ်ပြီးတဲ့နေရာစပြီးနောက်ပိုင်းမှာကျွန်တော်အေယာဝတီကိစ္စပြောပါတယ်အဲ့တော့ကျွန်တော်သဘောထားကိုပြောမယ်ဆိုရင်ကျွန်တော်အဲ့ချိန်မှာကြပြတစ်ပုဒ်ရေးပါတယ်အဲ့ဒီကြပြကိုကျွန်တော်ရွတ်ပြပါတယ်အေယာဝတီဟာကျွန်တော်တို့အတွက်မြစ်တစ်စင်းမဟုတ်တော့ပါဘူးကျွန်တော်တို့အတွက်
နိုင်ငံတနိုင်ငံတိုင်းပြည်တစ်ပြည်လို့ကျွန်တော်ခံစားရပါတယ်။အေယာဝတီပျောက်ရင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်ပျောက်တာနဲ့အတူတူဖြစ်ပါလိမ့်မယ်။အဲ့ဒီအတွက်ကြပြကောင်းစဉ်ကိုကျွန်တော်အေယာဝတီတိုင်းပြည်လို့ကျွန်တော်ပေးထားပါတယ်။အဲ့ဒီကြပြလေးကိုနားထောင်ကြည့်ပါ။အေယာဝတီဆိုတာကြပြတစ်ပုဒ်မြန်မာကျွန်ုပ်တို့ရဲ့မွေးသမိခင်အေယာဝတီမြစ်ရည်သည်သွေးအဆက်ဆက်ရှေးအဆက်ဆက်မြန်မာတို့ရဲ့အသက်ဝိညာဉ်အေယာဝတီရဲ့လှိုင်းအသစ်သစ်သမိုင်းခေတ်တို့ရဲ့မြမကြေးမှုံပြင်အေယာဝတီဆိုတာဆက်ပြာအဖြစ်နဲ့တိုင်းတစ်ပါးတို့ရဲ့အညစ်အကြေးဆေးကြောပေးရင်အသက်ဆုံးပြတ်သုံးသွားရမယ်အရာတစ်ခုမဟုတ်အေယာဝတီဆိုတာနိုင်ငံတကာရဲ့ရဏတိုက်အဖြစ်နဲ့သူ့ဘိုက်ကိုသူခွဲပြီးသေပွဲဝင်ပေးရမယ်ငန်းတကောင်မဟုတ်အေယာဝတီဆိုတာသူများနိုင်ငံမှာအလင်းရဖို့ကိုဘဝကိုစတိကျွမ်းလောင်ပြီးပေးရမယ်ဖျောင်းတိုင်တတိုင်းမဟုတ်ကျွန်ုပ်တို့ရဲ့ကြပြမြန်မာတို့ရဲ့သွေးအဆက်ဆက်ရှေးအဆက်ဆက်ကဘာတရားအေယာဝတီကိုထိမ့်သိမ်းငြိမ်းချမ်းအောင်စောင့်ရှောက်မပြောက်ပြက်အောင်ကာကွယ်မှမြန်မာရဲ့လို့သမိုင်းရှိတိုင်းပြည်မပြောက်ဖဲကြံနိုင်ပါလိမ့်မယ်ဒါအေယာဝတီနဲ့ပတ်သက်တဲ့နော်ကျွန်တော်တို့ပြည်သူအများစုရဲ့ခံစားချက်ပါအေယာဝတီပျောက်ရင်ကျွန်တော်တို့နိုင်ငံပျောက်မယ်လို့ကျွန်တော်တို့အားလုံးခံယူထားပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့အေယာဝတီနဲ့ပတ်သက်လို့ခတ်တူလို့ပြောမယ်ဆိုရင်တော့အေယာဝတီဟာနောက်ဆုံးအပေါင်ဆုံးနေတဲ့ပစ္စည်းဖြစ်ရင်တော့မှကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ချွေးနှဲစာနဲ့ကျွန်တော်တို့ပစ္စည်းကိုကျွန်တော်တို့ပြန်ရွေးရပါလိမ့်မယ်ဒါနောက်ဆုံးအဆင့်ပါနော်သူတို့ကိုပေးရမယ်ပတ်စံတွေရှိရင်တော့မှကျွန်တော်တို့ပြန်ရွေးပြီးတော့ယူရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကနော်အချိန်ပြည့်ဖို့9မိနစ်ပဲလိုပါတော့တယ်အဲ့မှာကျွန်တော်ကြပြလေးတစ်ပုဒ်ပြောပြီးတော့ကျွန်တော်နေကုန်းချုပ်ပါမယ်အခုကျွန်တော်ပြောခဲ့တာနော်ကျွန်တော်တို့မှောင်မိုက်နေတဲ့တောအဟောင်းကနေပြီးတော့ဘုရားဆန်းချမှတ်ပေးတဲ့လမ်းစဉ်ဖြစ်တဲ့တောအစ်စ်ကိုကျွန်တော်တို့သွားခြင်းပါတယ်အဲ့လိုသွားရအောင်ကျွန်တော်တို့ဘယ်လိုသွားရင်ကောင်းမလဲအဲ့ဒီကိစ္စလေးရဲ့တစွန်းတစကြပြလေးတစ်ပုဒ်ကျွန်တော်ပြောပါမယ်အဲ့ဒီကြပြဟာကျွန်တော်ကြပြမဟုတ်ပါဘူးကျွန်တော်အလွတ်လည်းမရပါဘူးအဲ့တော့ဒီမှာတစ်ခုနော်ဂျားဖြတ်ပြီးပြောချင်တာအနုပညာပစ္စည်းကြပြရသစာပေတို့ဟာတဲ့တကယ်ကောင်းလို့ရှိရင်အချိန်နဲ့နေရာကိုဖြတ်ကျော်နိုင်ခွင့်ရှိတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း50 100ကရေးခဲ့တဲ့ကြပြဒီနေ့ကျွန်တော်တို့ဒီနေ့ခက်နဲ့တိုင်းပြီးတော့ခံစားလို့ရစီရမယ်ဟိုးအိန္ဒိယမှာရေးတဲ့ကြပြဂျပန်မှာရေးခဲ့တဲ့ကြပြကျွန်တော်တို့နိုင်ငံသူနိုင်ငံသားဖတ်ရင်ကျွန်တော်တို့ခံစားနိုင်ရမယ်ပြောချင်တာ time and space ဒေသနဲ့အချိန်ကိုဖြတ်ကျော်ပြီးတော့လူပညာပစ္စည်းဟာရှင်သန်ခွင့်ရှိပါတယ်အဲ့တော့ဒီကြပြလေးဟာကျွန်တော်တို့ရဲ့ဆရာဖြစ်တဲ့အင်းဝသာကြပြဆရာကြီးကြပြဆရာကြီးအောင်ရဲ့ကြပြတစ်ပုဒ်ပါလွန်ခဲ့တဲ့250လောက်ကရေးသွားတဲ့ကြပြဒီနေ့ခေတ်ဘာဖြစ်မယ်ဆိုတာ तू မသိဘူးဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဘယ်လိုတွေးလို့ရလဲဆိုတွေးတောင်လေးနဲ့ကျွန်တော်ပြောပြီးတော့နေကုန်းချုပ်ပေးပါမယ်သူကြပြကခေါင်းစဉ်ကပန်းလှေတဲ့ပန်းလှေဆိုတာအပြည့်စုံမဟုတ်ပါဘူးရှေ့မှာရွာလန်းကပန်းလှေလားရွာတိတ်ကပန်းလှေလားအဲ့ဒါမျိုးတစ်ခုခုပါသေးတယ်နော်အဲ့တော့ထားလိုက်ပါတော့နော်သူကကြပြကိုဘယ်လိုရေးလဲဆိုတော့အဲ့ဒီတန်ဃာရွာကတန်ဃာသည်ကြီးတယောက်ကတဲ့တန်ဃာလှေနဲ့မနေ့မိုးလင်းနေမိုးချုပ်လှုပ်တယ်ပြောချင်တာမနေ့မိုးလင်းတာနဲ့တန်ဃာလှေနဲ့ပြည့်တဲ့ချောင်းနဲ့ထွက်သွားတယ်ငါးတွေဖမ်းတယ်လှေထဲမှာတင်ပြီးညမိုးချုပ်တယ်ပြန်လာတယ်အိတ်တယ်မနေ့မိုးလင်းရင်အဲ့ငါးတွေကိုငါးတိုင်သွားပို့တယ်ပြီးလို့ရှိရင်ငါးပြန်ဖမ်းတယ်ပြောချင်တာသူအလုံးနေသမျှကာလပေါလုံးနှစ်ပေါင်းများစွာဒီလှေထဲမှာငါးတွေကမပြတ်ဘူးနေအောင်ညာအောင်ငါးရှိနေဒီကိစ္စသူစဖွဲ့ပြီးတော့မှတစ်ကြားလာတဲ့အချိန်ကြတော့တဲ့အဲ့ဒီလှေကြီးကပုံမရတော့ပျက်စီးသွားပြီတော့တန်ဃာသည်ကြီးကဘာလုပ်လဲဆိုတော့လှေကြီးကိုရွာတဲ့ကိုသွားပို့လိုက်လွှမ်းပစ်လိုက်တယ်ပေါ့
လုံးပြပြီးတော့နောက်ရက်သိမ့်မကြဘူးပဲလူတယောက်ကရွာထဲကလူတယောက်ကအဲ့လေတွေကိုမြေကြီးတွေလောင်းထဲပြီးမြေဖို့တိုးတဲ့တယောက်ကရွာထဲထွက်လာပြီးတွေ့တော့မင်းဘာဖြစ်လို့သူများစွန့်ပစ်ထားတဲ့လေထဲမှာမြေကြီးတွေဖို့နာလဲလို့မေးတော့အဲ့သူကဘာပြန်ပြောလဲဆိုတော့သူပြန်ပြောတာဟုတ်ဘူးတဲ့မင်းတို့တစ်သက်လုံးတငါလေးလို့ခေါ်လာတဲ့အဲ့ဒီလေကြီးကိုငါနာမည်ပြောင်းပေးမလို့ဟိုလူကနားမလဲဘူးတကယ်ချင်းအမေဘာပြောတာလဲနော်တငါတဲ့သုံးတဲ့လေကတငါလေးပေါ့ဘာဖြစ်လို့မင်းကဒီလေကိုဘလို့နာမည်ပြောင်းမှာလဲဘာမဟုတ်ဘူးတကယ်ချင်းနဲ့အပြင်းစင်မတူအောင်ငါလုပ်လိုက်မယ်အဲ့ချိန်မှာမင်းတို့နာမည်လဲမတူစေရတော့ငါ့ကိုသေချာရှင်းပြောမင်းဘာပြောမှာမဟုတ်ဘူးကွာတဲ့ဒီလေကြီးကိုမင်းတို့မြင်နေကြမဟုတ်အောင်မြင်နေကြနဲ့မတူအောင်ခက်ရှင်းပြောရင်တော့ယူနီဖောင်းပြောင်းပေးလိုက်မယ်တဲ့နော်ယူနီဖောင်းပြောင်းပေးလိုက်မယ်ဘာမှမွေးတော့ဘူးပေါ့ဗျာတော့တိုက်ပေါ်နဲ့ခေါင်းပေါင်းနဲ့ဖြစ်သွားလိုက်မယ်ဟာလေကိုယူနီဖောင်းပြောင်းပေးလိုက်မယ်ဆိုဟိုကောင်အဲ့မှာလဲတိတ်နာမလဲဘူးဗျာတိတ်နာမလဲတော့ဟဲ့ဟိုငါ့ကိုတိတ်ချဒီတက်ရှင်းအောင်ပြောသမောဆိုမဟုတ်ဘူးတဲ့ဥငါမြေကြီးတွေဖို့နေမြေပြင်မယ်မြေပြင်ပြီးရင်ငါပန်းနေဆိုင်ပန်းမင်းနေဆိုင်ပန်းမင်းနေဆိုင်လိုက်တာနဲ့မင်းတို့အဲ့ဒီလေဟာတငါလေမဟုတ်တော့ဘူးပန်းလေလို့မင်းတို့ခေါ်ရလိမ့်မယ်မင်းကဟုတ်ပါမလားအေးမယုံကြည့်နေဆိုပြီးဒီကောင်ကအဲ့ဒီမှာပန်းမင်းနေတကယ်စိုက်တာဗျာပန်းမင်းနေစိုက်တော့ပန်းမင်းနေကလည်းဖွင့်ပြိုးတန်မာပြီးတော့ဗျာစိုက်တာလည်းတကယ်အမွေးနဲ့တာကောင်းတဲ့ပန်းနေမှနှင်းစီတို့စပယ်တို့ကြက်ရုံးတို့ပေါ့ဗျာညာမွေးပန်းတို့ဒီပန်းမျိုးတွေသူကစိုက်တယ်စိုက်တော့သူ့တကယ်ချင်းကတခုအကြံပေးလိုက်သေးတယ်ဗျာမင်းကွာတဲ့ပန်းနဲ့ကိုယ့်ဟာကိုယ်ရချင်ရှူချင်ကိုယ့် channel ကိုစိုက်ပါလားဆိုမဟုတ်ဘူးတဲ့ငါ channel စိုက်ရင်ငါမိသားစုတစုပဲပန်းနဲ့ရမှာပေါ့တဲ့ရွာတိတ်မှာကျတော့လေချောင်းတင့်တယ်လေတဲ့မြောက်လေလာလို့ရှိရင်မြောက်လေကရွာတော်ဖြတ်သွားရင်ရွာလူတွေပန်းထန်ရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းတောင်လေတိုက်လိုက်တဲ့အချိန်ကြလို့ရှိရင်လည်းမင်းတို့ကထင်းခိုးရင်နော်တလင်းနေရင်စပါးနေရင်ဒီအမောပြစ်တော့ကွာပန်းနံလေးတွေမင်းတို့ရှူစေခြင်းနဲ့စေရနာနဲ့ငါပန်းမင်းနေစိုက်မယ်ပထမတစ်ချက်အောင်မြင်တယ်ဗျအဲ့ဒီလေကြီးကတကယ်အတွင်ပြင်းလဲပြောင်းသွားတယ်တန်ခါလေကြီးလို့မဟုတ်တော့ဘူးသူဆေးတွေတုတ်ရှင်တုတ်မှာပေါ့နော်ကျွန်တော်တို့မသိဘူးကြပြတွေတော့မပါဘူးကျွန်တော်တို့မှာကြပြမှာနောက်တစ်ချက်ကျွန်တော်ဖြတ်ပြောပြစေ portrait license ဆိုတာရှိတယ်ဗျဟိုကြပြရဲ့ license ပေါ့ဗျကျွန်တော်ကြိုက်တယ်လို့တွေးပြီးခံစားလို့ရတယ်အဲ့တော့အဲ့ license အရခံစားကြည့်လို့ရှိရင်ဒီတန်ခါလေကြီးကတန်ခါလေသုံးလုံးကလို့စောစောပြပြဟုတ်ချင်အောင်မွယ်နော်ဒီကောင်တော်တော်တပြီးတော့ပန်းမင်းတွေပါလေဆက်လိုက်တာပန်းတွေကလည်းပွင့်ဖူးလာပြီဒါပြီးတော့နံပါတ်1သူပြောတာအောင်မြင်တယ်ဘာအောင်မြင်လဲဆိုတော့နာမည်ပြောင်းသွားတယ်ဘယ်သူမှတရွာလုံးကတန်ခါလေးလို့မခေါ်တော့ဘူးပန်းလေနှုတ်ကြိုးသွားတယ်တကယ်ချင်းနဲ့ချင်းလို့ရှိရင်ညနေ9:00နာရီပန်းလင်းနာနေဆောက်ငါတို့ထတော်သွားမယ်ဒါမှမဟုတ်ဘုံဆိုင်သွားမယ်ဘယ်သွားမယ်ညာသွားမယ်နော်မျိုးသမီးတွေဆိုလဲချင်းလိုက်တယ်ငါတို့ရွာပြင်ဘက်ကရေရင်းကိုရေသွားခတ်မယ်ပန်းလင်းနာဆောက်အကုန်လုံးတရွာလုံးကပန်းလေဆိုပြီးတော့နာမည်ပြောင်းသွားပြီအဲ့လိုပဲပန်းဝင်းတွေကလည်းဝေဆဆပွင့်လာတဲ့အချိန်မှာရွာသားတွေကဒီကောင်ပြောတဲ့အတိုင်းဆောင်းနှင်းကြတော့အလုတ်လို့ရင်မြောက်လေကတဖြူဖြူတုတ်လိုက်တော့ဒီကောင်ပန်းတွေကလည်းပွင့်နေအဲ့တော့ပန်းနဲ့ရမလားဆိုလေဆန့်ကောင်းမော်ပန်းကိုရှူကြည့်တယ်ဘာနာမှမရတော့ရွာသားတွေကတိတ်စိတ်မပြတ်ပါဘူးဒါလေချောင်းမတက်လို့ဖြစ်မယ်ဆိုပြီးတော့ຫນွေကိုထပ်ဆောက်ຫນွေကျတော့တောင်လေကတဖြူဖြူတိုက်တယ်တောင်လေနဲ့အတူတူမြန်ပန်းတန်လေးပါလာမလားအလို့လို့ရင်မောလို့ရှိရင်ပန်းတန်ရမလားရှူကြည့်တယ်မရတော့မှရွာသားတွေကဘာသာလောက်တာလဲဆိုတော့ဒါဘာဖြစ်တော့ပန်းတွေပွင့်နေတဲ့သားနဲ့ဒီပွင့်တဲ့ပန်းတွေကလည်းမွေးတဲ့ကြိုင်တဲ့ပန်းတွေဘာလို့ပန်းတန်မရတော့လဲဆိုပြီးလှေနာကိုသွားကြည့်တော့မှတရားခံကိုသွားတွေ့တယ်အဲ့တရားခံကဘာလဲဆိုတော့နှစ်ပေါင်းများစွာလှေထဲမှာစိတ်ဝင်နေတဲ့ငါညှိနှံ့နေအဲ့ဒီညှိနှံ့တွေကိုပန်းတန်ဟာမလွှမ်းနိုင်ပါဘူးအဲ့တော့စာချစ်သူများစဉ်းစားကြည့်ပါကျွန်တော်တို့ဒီနေ့အထိညှိနှံ့နေရနေတာလားပန်းနဲ့နေရနေတာလားကိုယ့်ဟာကိုဆုံးဖြတ်ကြည့်ပါဒါပေမဲ့တွေးခွင့်ရှိလို့ဆက်တွေးကြည့်လိုက်အောင်ရွာသားတွေကဘယ်ဒီတိုင်းနေမလဲဗျနော်သူတို့လည်းဥနောက်ရှိတာပဲအဲ့တော့ပန်းတွေတော့ပွင့်နေတာနဲ့ဘာကြောင့်ပန်းနဲ့မရတာလဲဆိုတော့အဖြေကိုသိပြီးပြီဒီနှစ်ပေါင်းများစွာပြောမယ်ဆိုရင်နှစ်ပေါင်း48နှစ်နဲ့ဘယ်နှလလောက်ဒီတငါလေထဲမှာစိတ်ဝင်နေတဲ့ဒီညှိနှံ့နေအခုဒီမပြောက်ဘူးအဲ့ဒီတော့အဲ့ညှိနှံ့နေပျောက်ရင်တော့ပန်းနှံ့နေငါတို့ရမယ်ဆိုတာရွာသားတွေသိတဲ့အချိန်မှာဘာလုပ်ပဲထင်တော့စရာနှစ်ခုတည်းပဲရှိတယ်လေခင်ဗျားတို့အဲ့ဒီပန်းမင်းတွေကိုလေအစ်စ်ထဲမှာပြောင်းဆိုင်မလားဒါမှမဟုတ်လို့ရှိရင်လေထဲမှာအနံ့နေစူးရှပ်ပုတ်အဲ့နေအောင်ဝင်နေတဲ့အစိတ်ပိုင်းတွေကိုဖြတ်ပြီးတော့ပြန်ပြီးတော့လေကိုပြင်မလားပြောချင်တာ
ပြင်မလားအသက်လောက်ဒီတက်ပို့ပြီးတော့နေကုန်းချုပ်အနေနဲ့ဥမင်းလင်းလင်းပြောရရင်တော့2008ဖွဲ့စည်းပုံဆိုရဲအဲ့ဒီလေပြက်ကြီးထဲမှာဘယ်ဒီမိုကရေစီပန်းပင်ကိုပဲဆိုက်ကျွန်တော်တို့ပြည်သူတွေအနံ့မရနိုင်ပါဘူးဒါတိတ်ကြတယ်အဲ့တော့နော်ကျွန်တော်တို့ကပြည်သူတွေပါပြည်သူတွေကဗိုလ်ချုပ်ဆန်းချမှတ်ပေးတဲ့လမ်းစဉ်အတိုင်းကျွန်တော်တို့ဒီမိုကရေစီပန်းနှံ့တွေကိုရှုခွင့်ရှိုက်ခွင့်ကျွန်တော်တို့ရချင်ပါတယ်အဲ့ဒါရအောင်လို့ဒီလေအပြက်ကြီးကိုပြင်ပေးမှလားအသစ်လို့ရမှာလားဒီကိစ္စကိုကျွန်တော်ပြည်သူတွေမစွမ်းဆောင်နိုင်ပါဘူးတကယ်နိုင်ငံရေးသမားကြီးတွေဒါမှမဟုတ်ဥပဒေပညာရှင်တွေသူတို့ကဆုံးဖြတ်ပြီးတော့ဒီလေကြီးကိုဖျက်သိရင်ဖျက်ပြလိုက်အသစ်လုပ်ချင်လို့ဒါမှမဟုတ်လို့ရှိရင်မကောင်းတဲ့အစိတ်ပိုင်းတွေကိုဖယ်ပြီးတော့ကောင်းတာကိုအသစ်လဲကျွန်တော်တို့ပြည်သူတွေရဲ့အဓိကဆန္ဒကတော့ကျွန်တော်တို့ဒီမိုကရေစီပန်းနှံ့တွေကိုရှုချင်ပါတယ်ရှိုက်ချင်ပါတယ်ဒါဟာဗိုလ်ချုပ်ဆန်းချမှတ်ပေးတဲ့လမ်းစဉ်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အားလုံးပြန်ချုပ်မယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒီနေ့ထီတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာစိုက်ထားတဲ့ဒီမိုကရေစီပန်းမြင့်တွေကပွင့်နေအပွင့်ရဲ့အနံ့ကိုကျွန်တော်တို့မရနိုင်သေးပါဘူးအဲ့တော့ရအောင်လို့သက်ဆိုင်ရာပုဂ္ဂိုလ်များကျွန်တော်တို့ပြည်သူတွေအတွက်အမြန်ဆုံးဆောင်ရွက်ပေးနိုင်ကြပါစေဆုတောင်းရင်ဒီကုန်းချုပ်ပါ